တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်တင်သူတော်ကောင်းပေါင်းတို့ခင်ဗျာတရားနာယူရန်ချင်းတို့ကြားရောက်လာခဲ့ပါပြီမွေးဖွားလာတဲ့တတ္တဝါမသေးဘူးဆိုတာမရှိပါဘူးမြေကြီးကိုလက်ဝါးနဲ့ပုတ်တာကမှလွဲခြင်းလွဲအောင်မယ်သေခြင်းတရားဆိုတာတတ္တဝါတိုင်းရှောင်လို့လွှဲလို့မရတဲ့သဘာဝတရားလူတိုင်းတွေ့ရမယ်တရားဖြစ်တဲ့အတွက်ကြောင့်သေခြင်းတရားနဲ့ပတ်သက်ပြီးတော့လူတိုင်းပဲနားလည်ထားတဲ့နဲ့စဉ်းစားထားတဲ့နဲ့ပေါ့ဘဝမှာသေခြင်းတရားဆိုတာအလွန်တရာမှအရေးပါတဲ့အခန်းကဏ္ဍတစ်ခုလို့ဦးဇင်းတို့ဗေဒပေါင်းသူတော်ကောင်းတို့လည်းပဲနားလည်ထားကြပြီးသား။ဘာကြောင့်အလွန်အရေးကြီးတဲ့အလွန်အရေးပါတဲ့အခန်းကဏ္ဍလို့ပြောရလဲဆိုတော့ဒီကနေ့မှာသေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်မဆိုင်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုတိယဘဝမှာကောင်းရာမြတ်ရာကိုရောက်နိုင်မှာမလား။မရောက်နိုင်ဘူး။တော့အလွန်ယုံညံ့တဲ့ဆိုးဝါးတဲ့ဘဝဆိုးတွေကိုရောက်သွားနိုင်တယ်ပေါ့။အဲ့ဒီတစ်ချက်တည်းနဲ့ကိုပဲသေခြင်းတရားဟာအလွန်မှအရေးပါတယ်ဆိုတာမတင်ရှားဘူးလားဗျာ။တင်ရှားတယ်။ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာအလွန်မှအရေးကြီးတဲ့တေချာပေါက်လဲတွေ့ရမှာဖြစ်တဲ့ဒီသေခြင်းတရားကိုကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်ဖို့အတွက်သေခြင်းကောင်းဖို့အတွက်ဟုတ်လား။နောက်ဒုတိယအဆင့်သေခြင်းကောင်းယုံမျှနဲ့သာသနာတော်နဲ့တွေ့ခွင့်ရနေတဲ့လူသားတစ်ယောက်အဖို့ကြီးပြည့်စုံပြီလို့မဆိုနိုင်သေးဘူး။ဒီဘဝသေခြင်းကောင်းလို့ကောင်းမြတ်သောဘဝကိုနောက်ဘဝရပြီမယ်လို့ဘဝတန်တရားမှာမေယုတ်ဆွေယုတ်မာတွေနဲ့ပေါင်းသိမိပြီးတော့ယုံညံ့ဆိုးဝါးတဲ့လူတွေဖြစ်ပြီးတော့အလွန်ဆိုးဝါးတဲ့အနေအထားတွေကိုလည်းပဲရောက်သွားနိုင်သေးတယ်။ဒါကြောင့်ဒီတန်တရားကြီးတွေကထာဝရလွတ်မြောက်ဖို့တနည်းအားဖြင့်သေခြင်းတရားကလွတ်မြောက်ဖို့ဆိုတာကိုလည်းပဲဘုရားမြတ်စွာသာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံရတဲ့အခါကာလမှာရည်မှန်းချက်ထားကြဖို့မလိုဘူးလား။ဒါကြောင့်အသေးကောင်းဖို့လည်းကြိုးစားအထောက်ကြရမယ်။အသေးလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲကြိုးစားအထောက်ကြရမယ်ပေါ့အဲ့တော့ဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအသေးကောင်းဖို့အတွက်လည်းပဲနိလန်းမျိုးစုံဟောပြောပြတာဆုံးမထားပါတယ်တဆင့်တက်ပြီးတော့လည်းပဲအသေးလွတ်ဖို့အတွက်လည်းပဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာတွေအများကြီးရှိပါတယ်စိတ်တေကဟပတိအာရခိတေကာယကမ္မံပိအာရခိတံဟောတိဝစီကမ္မံပိအာရခိတံဟောတိမနောကမ္မံပိအာရခိတံဟောတိတခါကြီးတဲ့စိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုလို့ရှိရင်ကာယကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးဝစီကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမနောကံကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့နော်စိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်ကာယကံဝစီကံမနောကံကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့လိုကံသုံးပါးကိုစောင့်ရှောက်မထားဘူးဆိုလို့ရှိရင်ဘာဆက်ဖြစ်လာနိုင်လဲဆိုတော့ကာယကမ္မံပိအဝတ္တုတံဟောတိဝစီကမ္မံပိအဝတ္တုတံဟောတိမနောကမ္မံပိအဝတ္တုတံဟောတိတဲ့စောင့်ရှောက်ခြင်းမရှိတဲ့ကာယကံဟာယာကဒေါသမောဟကိလေသာရေတို့ဖြင့်ဆူဆွတ်သွားမယ်တဲ့စောင့်ရှောက်ခြင်းမရှိတဲ့ဝစီကံအပြောတွေကလည်းပဲယာကဒေါသမောဟကိလေသာရေတို့ဖြင့်ဆူဆွတ်သွားမယ်စောင့်ရှောက်ခြင်းမရှိတဲ့မနောကံဟာလည်းပဲယာကဒေါသမောဟတည်းဟူသောကိလေသာရေတို့ဖြင့်ဆူဆွတ်သွားမယ်အဲ့လိုကိလေသာရေတွေဖြင့်ဆူဆွတ်ပြီးဆိုလို့ရှိရင်အဲ့ဒီကံသုံးပါးဟာဘာဆက်ပြီးတော့ဖြစ်လာနိုင်လဲဆိုတော့ကာယကမ္မံပိပုတိကံဟောတိဝစီကမ္မံပိပုတိကံဟောတိမနောကမ္မံပိပုတိကံဟောတိယာကဒေါသမောဟကိလေသာရေတို့ဖြင့်ဆွဆွဖန်များလာတဲ့အဲ့ဒီကံသုံးပါးသည်ပုတိကံဟောတိပုတ်ဆွေးသွားမယ်တဲ့နော်ကာယကံဟာလည်းပဲပုတ်ဆွေးသွားနိုင်တယ်ဝစီကံဟာလည်းပုတ်ဆွေးသွားနိုင်တယ်မနောကံဟာလည်းပုတ်ဆွေးသွားနိုင်တယ်ဒီနေရာမှာကာယကံဝစီကံမနောကံကံသုံးပါးပုတ်ဆွေးတယ်ဆိုတာဘာကိုပြောတာတုံးဆိုတော့အကုသိုလ်အမှုတွေဒုစရိုက်မှုတွေမကောင်းမှုတွေကိုပြုပြစ်သွားတာပြောပြစ်သွားတာတွေးပြစ်သွားတာကိုပြောတာတော့လူငယ်တွေနားလည်အောင်အကြံဉာဏ်ပြောရမယ်ဆိုရင်တော့သူတော်ဘာအသက်ကိုတတ်မယ်သူတော်ဘာပစ္စည်းမတရားယူမယ်ကာမကိစ္စဖောက်ပြန်မှယွင်းစွာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ကာယကံဟာပုတ်ဆွေးသွားတယ်လို့ဆိုရတယ်ကာယကံမတန့်ရှင်းတော့ဘူးမစင်ကြယ်တော့ဘူးကာယကံပုတ်နေတယ်ဘာဖြစ်လို့အဲ့ဒီကာယကံကပုတ်သွားတာတုံးဆိုတော့စောစောကပြောခဲ့တဲ့ယာကဒေါသမောဟကိလေသာရေတွေဆွတ်လို့ပုတ်သွားနော်လောဘဒေါသမောဟအာကြီးလို့ဒုစရိုက်မှုတွေပြုမိသွားတယ်ဆိုတဲ့အတိတ်ပဲဒါမိမိတို့ရဲ့ဝစီကံပုတ်ဆွေးတယ်ဆိုတာကြတော့မမှန်တဲ့စကားကိုပြောမယ်ဂုဏ်စကားကိုပြောမယ်တရဝနာမခံတာတဲ့ကြမ်းတမ်းတဲ့စကားတွေကိုပြောမယ်ဘာအနှစ်သာရမှမရှိတဲ့တပည့်သိမ့်တပည့်ဖြစ်များလို့တန်ဖိုးမဲ့တဲ့စကားတွေကိုပြောမယ်ဆိုရင်
ကိုယ့်ရဲ့ဝစီကံဟာပုတ်ဆွေးသွားပြီလို့ဆိုရမယ်နော်အပြောဟာမတန်ရှင်းတော့ဘူးမစင်ကြယ်တော့ဘူးပုတ်သွားပြီနော်ဘာလို့ပုတ်တာတော့ဆိုတော့စောစောကကွင်းဆက်ကလေးဇာကဒေါသမောဟကိလေသာရေတွေရှို့လို့ဝစီကံပုတ်သွားတာလောဘဒေါသမောဟကြောင့်ဝစီတုတိုက်ကိုလွန်ကျူးမိသွားတယ်ဆိုတဲ့အဓိပ္ပာယ်မနောကံပုတ်ဆွေးတယ်ဆိုတာကြတော့အကျဉ်းများဖြင့်အဘိဓါပြပါဒမိစ္ဆာဒိဋ္ဌိတော်ပစ္စည်းမတရားလိုချင်တာသူတော်ကိုဆင်းရဲသွားစေလိုတာမှားယွင်းတဲ့အယူအဆတွေကညှိနေတာအဲ့ဒီလိုအဘိဓါပြပါဒမိစ္ဆာဒိဋ္ဌိယုံညံ့တဲ့အတွေးတွေယုံညံ့တဲ့စိတ်ဓာတ်တွေဖြစ်လာပြီဆိုရင်ဒါကိုယ့်ရဲ့မနောကံပုတ်ဆွေးတယ်လို့ဆိုရတယ်ဘာလို့ပုတ်ဆွေးတာတော့ဆိုတော့စောစောကပြောခဲ့တဲ့ရာဂဒေါသမောဟကိလေသာကြီးတွေရှို့လို့ဟုတ်လားအဲ့တော့ပြီးတဲ့ဘောတော်အောင်တို့အဲ့လိုကာယကံဝစီကံမနောကံတွေပုတ်ဆွေးနေပြီဘဝမှာအလုပ်တွေဆိုတဲ့ကာယကံကလည်းမစင်ကြယ်ဘူးအပြောဆိုတဲ့ဝစီကံကလည်းမစင်ကြယ်ဘူးအတွေးဆိုတဲ့မနောကံကလည်းမစင်ကြယ်ဘူးဆိုလို့ရှိရင်တော့နဗတ္တကံမရဏဟောတိနဗတ္တကံကာလကိရိယာအဲ့ဒီပုဂ္ဂိုလ်ရဲ့သိဆုံးခြင်းဒီကောင်းသောသိဆုံးခြင်းမဖြစ်နိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းဒီကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးတဲ့ဟုတ်လားကာယကံဝစီကံမနောကံကံသုံးပါးပုတ်ဆွေးနေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဏိကုံးချုပ်ဟာဘယ်လိုမှမလှပနိုင်ဘူးပေါ့ဟုတ်လားအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့နာရပင်တတိကြီးကိုမြတ်စွာဘုရားဟောတဲ့ဒီတရားဒေသနာလေးကိုပြန်ပြီးတော့ဆက်ကြည့်မယ်ပေါ့နော်တခါကြီးစိတ်ကိုယ်သာမစောင့်ရှောက်ဘူးဆိုရင်ကာယကံဝစီကံမနောကံကံသုံးပါးစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးကံသုံးပါးမစောင့်ရှောက်ဘူးဆိုရင်ရာဂဒေါသမောဟရေတွေဆိုတော့မယ်အဲ့လိုဆိုရင်ဒီကံသုံးပါးဟာမကောင်းတာတွေကိုလှုပ်ရင်းပြောရင်းတွေးရင်းဖြင့်ပုတ်ဆွေးတော့မယ်အဲ့လိုပုတ်ဆွေးပါများပြီဆိုရင်တော့ဒီပုဂ္ဂိုလ်ရဲ့တည်ဆုံးခြင်းဟာကောင်းသောတည်ဆုံးခြင်းမဖြစ်နိုင်ဘူးဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းဒီကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်ဘူးဆိုလိုတာကစိတ်ကိုမစောင့်ရှောက်ဘူးဆိုရင်ကံသုံးပါးဟာဗျံပရာဖြစ်ခြင်းတိုင်းဖြစ်ပြီးတော့ငါကိုယ့်ရဲ့ဘဝအလုပ်တွေအပြောတွေအတွေးတွေအကုန်လုံးမတန်မရှင်းမစင်မကြယ်ဖြစ်ပြီးတော့ဘဝဏိကုံးချုပ်နောက်ဆိုတော့ဘာဖြစ်သွားနိုင်လဲဆိုတဲ့အနေအထားကိုပြောတာအဲ့ဒါကိုမြတ်စွာဘုရားကပို့ပြီးတော့ရှင်းလင်းသွားအောင်ပုံပေါ်သွားအောင်ဥပမာပေးပြီးတော့မြတ်စွာဘုရားဟောတယ်ဥပမာဘယ်လိုပေးတယ်ဆိုတော့ဆိုကြပါစို့အထွတ်တက်ထားတဲ့အိမ်ကြီးတစ်လုံးနော်အထွတ်ဆိုတာအကျဉ်းများဖြင့်လူငယ်တွေနားလည်အောင်ပြောရင်ခေါင်လို့ပြောကြပါစို့ဟုတ်လားအဲ့ဒီအထွတ်တက်ထားတဲ့အိမ်ကြီးတစ်လုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်နော်အိမ်တစ်လုံးကိုကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့အချင်းရနေတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအဲ့ဒီအိမ်ရဲ့အကာတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအဲ့ဒီအိမ်ရဲ့အခင်းတွေကိုလည်းစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မိုးရွာတိုင်းမိုးရီတွေရှို့မယ်ပေါ့ကောင်းကောင်းမိုးမထားရင်အိမ်တစ်လုံးမှာရှိတဲ့အစိတ်အပိုင်းအကုန်လုံးဟာစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးမိုးရွာတိုင်းမိုးရှို့မယ်အဲ့လိုမိုးရွာတိုင်းမိုးရှို့မယ်ဆိုရင်တော့ဒီအိမ်ကြီးဟာခဏချင်းပဲဆွေးမြေ့ပြီးတော့ပြိုလဲပျက်စီးသွားမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီခန္ဓာကိုယ်ကိုလည်းမြတ်စွာဘုရားကအိမ်တစ်လုံးနဲ့ဥမာပေးပြီးတော့ဟောတာပါပဲခန္ဓာအိမ်ဆိုတဲ့အသုံးအနှုန်းလေးတွေပေးတို့ကြားဖို့ပြီးသားဟုတ်လားအေးတော့ဒီခန္ဓာအိမ်မှာလည်းပဲနော်အိမ်တစ်လုံးမှာအမိုးဟာအဓိကကျတဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုရင်ဒီခန္ဓာအိမ်မှာလည်းပဲစိတ်ဟာအဓိကကျတဲ့အစိတ်အပိုင်းရောနော်အဓိကကျတဲ့စိတ်ကိုစောင့်ရှောက်မှုမရှိဘူးဆိုရင်ကံသုံးပါးဗျံပရာဖြစ်ပြီးတော့အလုပ်တွေအပြောတွေအတွေးတွေမှားရင်ဖြင့်သိခြင်းတရားဟာအလွန်ဆိုးဝါးသွားနိုင်တယ်ပေါ့နောက်အိမ်တစ်လုံးကိုလည်းကောင်းကောင်းမိုးမထားဘူးဆိုလို့ရှိရင်မိုးရွာတိုင်းမိုးဆိုပြီးတော့အဲ့ဒီအိမ်ဟာမကြခင်မှာပဲဆွေးမြစ်ပြီးတော့ပြိုလဲပျက်စီးသွားနိုင်တယ်ပေါ့ဒါကြောင့်တကားကြီးတဲ့စိတ်ကိုစောင့်ရှောက်ရမယ်စိတ်ကိုသာစောင့်ရှောက်မယ်ဆိုရင်တော့ကံသုံးပါးစောင့်ရှောက်ထားပြီးသားဖြစ်သွားပြီကံသုံးပါးကိုစောင့်ရှောက်ထားတယ်ဆိုရင်ဒီကံသုံးပါးဒီရာဂဒေါသမောဟကိလေသာရေတွေဆိုတဲ့အကြောင်းမရှိဘူးအဲ့လိုဆိုရင်ဒီကံသုံးပါးဒီပုတ်ဆွေးเสียအကြောင်းလည်းမရှိဘူးဒါဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့သိခြင်းဒီကောင်းသောသိခြင်းဖြစ်မယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ကွယ်လွန်ခြင်းဒီကောင်းသောကွယ်လွန်ခြင်းဖြစ်မယ်ဥပမာအိမ်တစ်လုံးကိုကောင်းကောင်းမိုးထားမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ကြီးတစ်ခုလုံးကိုစောင့်ရှောက်ပြီးသားဖြစ်တယ်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်အောင်တို့အနာတပင်တတိကြီးကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒီဒေသနာလေးဟာသိခြင်းကောင်းဖို့သို့မဟုတ်သိခြင်းဆိုးဖို့အတွက်အဓိကကျတဲ့အကြောင်းတရားဟာဘာလဲဆိုတဲ့အဖြေမတွေ့ရဘူးလားအေးစိတ်ကိုစောင့်ရှောက်ရင်တော့သိခြင်းကောင်းမယ်ပေါ့စိတ်ကိုမစောင့်ရှောက်ဘူးဆိုရင်တော့သိခြင်းဆိုးမယ်ပေါ့
အဲ့တော့အဓိကကြတာကဘာလဲဆိုတော့ဒီစိတ်ပဲစိတ်ကိုစောင့်ရှောက်နိုင်မှုလို့တယ်စိတ်ကိုဘာနဲ့စောင့်ရှောက်အောင်မလဲလို့ဆိုရင်တော့တတိနဲ့စောင့်ရှောက်ရမယ်ပေါ့နော်တတိဒီစိတ်ကိုကာကွယ်မှုပေးတဲ့နေရာမှာစောင့်ရှောက်တဲ့နေရာမှာအတုမဲ့စွမ်းအားတတိရှိတယ်လို့ဆိုကြပါတော့တတိရှိရင်ဒီစိတ်ဟာလုံခြုံတယ်တတိရှိရင်ဒီစိတ်ဟာဘေးကင်းတယ်တတိရှိရင်ဒီစိတ်ဒီဘာအန္တရာယ်မှမကြမရောက်နိုင်ဘူးအကောင်းဆုံးအကာအကွယ်အဆောင်ရှောက်ဟာဘာလဲလို့မေးရင်တတိပဲဒါကြောင့်မိမိတို့ရဲ့စိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်မှုပြုခြင်းဒီပင်တင်သိခြင်းကောင်းအောင်ကြိုးစားတာကာယကံဝစီကံမနောကံတွေအပြစ်ကင်းရာမှာတစ်ဆင့်ဘာနောင်တမှရရရမှမရှိဘဲနဲ့ဘဝမှာနော်ရဲရဲရင်ရင်ကြည်ကြည်လင်လင်နေပြီးတော့ကောင်းမွန်မွန်သေသွားနိုင်တယ်ပေါ့နော်စိတ်ကိုယ်သာမဆောင်ရှောက်ဘူးဆိုရင်တော့နော်လောဘဒေါသအားလျော်စွာလုပ်ခြင်းရလုပ်မယ်ပြောခြင်းရပြောမယ်တွေးခြင်းရတွေးမယ်ပေါ့အဲ့ဒါလို့ဆိုရင်လေကိုယ့်ဘဝကိုကျင့်တတ်မှုအများကြီးရနိုင်မလားမရနိုင်ဘူးနော်ဒါကြောင့်ဘေးသက်ပေါင်းတော်ကောင်းတို့သိခြင်းကောင်းဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာပထမပြောခြင်းတဲ့သုတ်တံကတော့အဲ့ဒီသုတ်တံပဲစိတ်ကိုစောင့်ရှောက်ရင်သိခြင်းကောင်းပဲစိတ်ကိုမစောင့်ရှောက်ရင်သိခြင်းမကောင်းနိုင်ဘူးဆိုတဲ့အချက်ပေါ့နော်နောက်ဦးဇင်းတို့ဒုတိယထပ်ပြီးတော့ပြောခြင်းတဲ့သုတ်တံတစ်ပုဒ်ကဘာလဲဆိုတော့ဗတ္တကသုတ်တံတဲ့အဲ့ဒီမှာလည်းပဲသိခြင်းကောင်းဖို့အတွက်ဘလို့အည်သွေးတွေလိုအပ်တယ်လေဘလို့အည်သွေးတွေရှိနေရင်တော့သိခြင်းကောင်းနိုင်မလဲဆိုတာကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟောခဲ့တာအဲ့ဒီသုတ်တံလေးကလည်းပဲဘဝမှာလက်တွေ့ချပြီးတော့ကျင့်သုံးเสียကောင်းလို့ပေတပေါင်းတော်ကောင်းတို့တည်တည်ချာချာမှတ်သားကြည့်ကြမယ်နော်ဟေ့အဲ့ဒါရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကယဟန်တော်တွေကိုဟောခဲ့တာပါဒီသုတ်တံကယဟန်တော်တဲ့ယဟန်တော်တစ်ပါးဟာအခုပြောမဲ့အနေအထား6မျိုးနဲ့ပြည့်စုံမယ်ဆိုရင်တော့သူ့ရဲ့သိခြင်းဟာမကောင်းနိုင်ဘူးတဲ့နော်အခုပြောသလိုနေမယ်ဆိုရင်တော့သူ့ရဲ့သိခြင်းဟာမကောင်းနိုင်ဘူးတဲ့သူ့ကိုယ်သူသိခြင်းမကောင်းအောင်နေနေတာဒီနေရာဖြစ်သိခြင်းတရားကိုစွစွဝဝရင်ဆိုင်သွားရအောင်သူနေနေတာအဲ့ဒီနေခြင်း6မျိုးဆိုပြီးတော့ရှင်သာရိပုတ္တရာကိုရမကြီးဟောတယ်နော်သိခြင်းဆိုးအောင်နော်ပြုလို့ရရောက်တဲ့နေခြင်းဘယ်နှမျိုးလဲ6မျိုးတဲ့အဲ့ဒါကဘာလဲဆိုတော့နံပါတ်1ကမ္မာရမောဟတိကမ္မရတောကမ္မာရမောဟတိဆိုတာအမှုကိစ္စအသစ်တင်နဲ့မွေးလျော်နေတာအယံတွေကိုဟောတာဆိုတော့အလွန်မှအဝင်ခွင့်ကြကြားတယ်ပေါ့နော်ဒါပေမဲ့လူတွေမှလည်းပဲဒီဒေသနာလေးကမိမိဘဝနဲ့အဝင်ခွင့်ကြဖြစ်အောင်လိုက်နာကျင့်သုံးနိုင်တဲ့အနေအထားမျိုးရောက်အောင်တော့စဉ်းစားမယ်ဆိုရင်စဉ်းစားလို့ရတယ်ကမ္မာရမောတွေအမှုကိစ္စသစ်တွေမှာမွေးလျော်တာနော်ယဟန်တော်တွေဆိုလို့ရှိရင်ခန္ဓာတူတဝိပဿနာတူတဆိုပြီးတော့တာဝန်ကြီး2ရက်ရှိတယ်ပေါ့နော်ပရိယတိစာပေကိုသင်ခြင်းသင်သို့မဟုတ်နော်တရားဘာဝနာကိုကျင့်သုံးခြင်းကျင့်သုံးပေါ့အဲ့ဒီခန္ဓာတူတဝိပဿနာတူတလို့ဆိုတဲ့ဒီဗราဏအလုံး2မျိုးကလွဲပြီးတော့ကျန်တဲ့ကြောင်းဆောက်ခြင်းအစရှိတဲ့လုပ်ငန်းအသစ်ကလေးတွေမှာပျော်မွေ့နေတာမျိုးအဲ့ဒါကိုကမ္မာရမတ္တနော်ကမ္မာရမောပေါ့လူတွေအနေနဲ့ဦးဇင်းတို့နော်အသုံးတည့်အောင်ပြောရမယ်ဆိုရင်တော့အလုတ်များတာအလုတ်ရှုပ်တာနော်အလုတ်ကလည်းပဲတကယ်မဖြစ်မနေလုပ်ရမယ့်အလုတ်ဆိုတာရှိပါတယ်လူဘဝကြီးမှာဒီခန္ဓာဝင်ကြီးရှိလို့ရှားရဖွေရတဲ့နော်လုပ်ရကြင်ရတဲ့ပြောရဆိုရတယ်ဆိုတာရှိပါတယ်ဟုတ်လားသို့တော့တစ်ခါဓမ္မတို့ဦးဇင်းတို့တွေဒါဦးဇင်းတို့ကိုယ်တိုင်ကိုပဲစဉ်းစားမိတယ်ပေါ့မလုပ်ရင်လည်းဖြစ်ပါလေကဲနဲ့နော်စိတ်အစာပြေအပြင်းပြေလုပ်နေတဲ့အလုပ်တွေအများကြီးမရှိဘူးလားရှိတယ်နော်အဲ့ဒါလို့အလုပ်တွေရဲ့အပေါ်မှာပျော်မွေ့နေတယ်အလုပ်ဆိုတာကအရေးမပါတဲ့အလုပ်တွေကိုဒီနေရာမှာရည်ညွှန်းတာပေါ့ဟုတ်လားနော်လူတိုင်းတချို့ဆိုလို့ရှိရင်စီးပွားရေးအတွက်ဘာမှရှားစရာမလိုဘူးဇာဝတ်နေရေးအတွက်လည်းဘာမှရှားစရာမလိုဘူးဒါပေမဲ့အားသလားလို့မင်းရင်လည်းမအားဘူးဟုတ်လားဘာမှအရေးမပါတဲ့အလုပ်တွေကိုလုပ်နေကြတာအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါလို့အရေးမပါတဲ့အလုပ်တွေမှာပျော်မွေ့နေတဲ့ပုံကိုယ်တွေဟာသိခြင်းမကောင်းနိုင်ဘူးတဲ့ဟုတ်လားယဟန်တော်တွေဆိုရင်လည်းပဲဒါကဏ္ဍတူတဲ့ဝိပဿနာတူတဲ့ဒီတာဝန်2ရက်ကလွဲပြီးတော့ကျန်တဲ့အလုပ်တွေမှာလုပ်ရတာကိုပြောနေတာဒီထဲမှာမျောနေတာတပရဏကြတဲ့အလုပ်ကိုမလုပ်ဖြစ်တော့ဘူးမလုပ်ဖြစ်တော့တေပေါတေဝရောက်ပြီလဲဆိုရောကိုယ့်ကိုယ်ဘာကျင့်တတ်မှုမှအာရမှုမှမရှိဘူးအဲ့ဒီတော့သိခြင်းတရားကဘယ်လိုမှမကောင်းနိုင်ဘူးဒါကြောင့်နံပါတ်1အလုပ်များတဲ့ပုဂ္ဂိုလ်တွေတဲ့ပြောရရင်တော့အရေးမပါတဲ့အလုပ်တွေနဲ့အလုပ်ရှုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာအသေးမကောင်းနိုင်ဘူးဆန့်ကျင်ဘက်တစ်ခါတည်းတွေးခဲ့ရပဲ
အဲ့လိုကမ္မာရမတာအမှုကိစ္စသစ်တွေမှာမွေးလျော်တဲ့သဘောမရှိဘူးပရဏကြတဲ့အရေးပါတဲ့အလုပ်တွေကိုပဲလုပ်မယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကြတော့အသေးကောင်းမယ်ပေါ့အသေးမဆိုးဟုတ်လားဒါကြောင့်နံပါတ်1ကမ္မာရမောအမှုကိစ္စသစ်မှာမွေးလျော်မယ်ဆိုရင်အသေးဆိုးနိုင်တယ်အမှုကိစ္စသစ်မှာမမွေးလျော်ဘူးဆိုရင်အသေးမဆိုးဘူးအသေးကောင်းမယ်တခါတည်းတွဲပြီးတော့ဥစဉ်ပြောလိုက်မယ်ဟုတ်လားနောက်နံပါတ်2အသေးကောင်းခြင်းအသေးဆိုးခြင်းရဲ့အကြောင်းတရားတွဲအဲ့ဒါဘာလဲဆိုတော့ဘတ္တာရာမောဟောတိစကားပြောခြင်းမှာမွေးလျော်ဝယ်ရရှိတယ်စကားပြောနေရတာဘုပဲပြောတယ်ပြောစရာဆိုလို့စကားပြောတာပဲရှိတယ်တော့ပြောနေရရင်သဘောကျတယ်မပြင်းဘူးပေါ့ဟုတ်လားတော့ပြောနေရရင်မပြင်းဘူးနော်ကိုပြောမဲ့စကားနားထောင်မဲ့လူပဲလိုက်ရှာနေတယ်နော်အဲ့လိုပြောရဆိုရတာကိုပဲစိတ်ဝင်စားပြီးတော့စကားသိပ်များလို့ရှိရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာပါတယ်တော့နော်အသေးမကောင်းနိုင်ဘူးနော်စကားတွေများလို့ရှိရင်ပိသက်ရင်ပြေကြတာကတော့အမှားတွေများမှာပဲနော်အမှားတွေများပြီဆိုရင်တော့အနည်းနဲ့အများဆိုလို့နောင်တကတော့ရရမှာပဲပြောမိတာမှားလိုက်တာငါကိုဘယ်လိုများထင်မလဲမသိဘူးတကယ်ဆိုရင်ငါစိတ်ထဲမှာအဲ့လိုမရှိပါဘူးငါကထွက်သွားတာစကားကဟောအဲ့လိုမျိုးပြောမိတဲ့စကားတစ်ခွန်းကြောင့်နောင်တရတဲ့အနေအထားတွေအများကြီးမရှိဘူးလားရှိတယ်ဒါတွေဟာများစွာအရှုပ်အထွေးတွေကိုဖြစ်စေနိုင်တယ်ပေါ့အကျဉ်းအကျဉ်းမငြိမ်းပွယ်တွေကိုဖြစ်စေနိုင်တယ်ပေါ့နော်အရေးပါတဲ့အလုပ်တွေကိုလုပ်ရမယ့်အခြေအနေဟာကိုယ့်ရဲ့စကားပိုးတွေကိုဖြန့်ပြီးတော့ဖြည့်ရှင်းနေရတာနဲ့ပဲအချိန်ကုန်သွားတာမျိုးမရှိဘူးလားရှိတယ်ဒါအကျဉ်းချက်ပြီးတော့ပိသက်တို့စဉ်းစားတဲရမယ်ပေါ့နော်အေးအဲ့ဒါစကားပြောဟောခြင်းမှာမွေးလျော်နှစ်ချက်ပျော်ပိုက်နေတဲ့ပုဂ္ဂိုလ်တွေအသေးမကောင်းနိုင်ဘူးတဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကဟုတ်လားအဲ့ဒါစကားပြောခြင်းမှာမွေးလျော်ခြင်းမရှိဘူးကိုယ့်အလုပ်ကိုပဲကိုကြိုးစားမယ်အကုသိုလ်ကိုပေးရှားဖို့ကုသိုလ်တရားပွားများဖို့ဒါကိုပဲဇောက်ချပြီးတော့လုပ်မယ်ဆိုတဲ့ပုဂ္ဂိုလ်တွေမှာတော့အသေးကောင်းမယ်ပေါ့ဟုတ်လားတစ်မျိုးတစ်မျိုးကိုပြောမယ်ဆိုရင်တရားကအများကြီးရှည်လျားသွားနိုင်တယ်ဟုတ်လားဒါကြောင့်နံပါတ်1ကမ္မာရမောနောက်အမှုကိစ္စသစ်မှာမွေးလျော်တယ်နံပါတ်2ဘတ္တာရမောနောက်စကားပြောဟောခြင်းမှာမွေးလျော်တယ်နောက်နံပါတ်3ဘာပြောထားတော့ဆိုတော့နိဒ္ဓာရမောဟောတိတဲ့အိပ်ဆက်ခြင်းမှာမွေးလျော်တယ်တမိမ့်မိန်နဲ့အိတ်နေရရင်သဘောကျတယ်ဟုတ်လားဘဝရဲ့မြုံခြင်းလို့မြတ်စွာဘုရားကတော့အိတ်ဆက်ခြင်းကိုအဲ့လိုနာမည်တတ်တယ်ပေါ့နော်အဲ့လိုအိတ်ဆက်ရတာကိုပဲမွေးလျော်တယ်နိုင်ကြီးနေရတာကိုပဲပျော်တယ်ဘာအကျိုးမှမရှိတဲ့နော်အလွန်တရာထိကြိုက်တဲ့အချိန်ဖြုံးခြင်းလို့အဆိုနိုင်မို့လားဆိုနိုင်တယ်နော်ဘဝမှာအချိန်တော်တော်များများကအိတ်ဆက်ခြင်းနဲ့ကုန်ခန်းသွားတာလေဟုတ်ရဲ့လားအဲ့ဒီအိတ်ဆက်ခြင်းမှာမွေးလျော်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲအသေးမကောင်းနိုင်ဘူးနော်တမိုးရှိတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်သူ့မှာထိရောက်စွာအချိန်မရဘူးလို့ဆိုကြပါလို့နော်ကျန်တဲ့အချိန်တွေကြတော့လည်းပဲကျန်တဲ့အလုပ်တွေကိုလုပ်နေတယ်ဟုတ်လားပြီးတော့ကျန်တာတွေကိုလည်းအိတ်ဆက်ခြင်းဖြင့်အချိန်ဖြုံးလိုက်ပြန်တယ်ဆိုတော့ဘာမှကောင်းကောင်းကန်းကန်းရေးရရလုပ်เสียအချိန်ကမရှိဘူးဟုတ်လားဒါကြောင့်အိတ်ဆက်ခြင်းဖြင့်မွေးလျော်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲနော်အသေးဆိုးမယ်အသေးမကောင်းဘူးဒီလိုမျိုးဟောတယ်ပေါ့ဘယ်နှပါရှိသွားတယ်တော့၃ပါရှိသွားတယ်နော်နောက်ဦးဇင်းတို့အသေးမကောင်းခြင်းရဲ့အကြောင်းတရားတစ်ခုကဘာလဲဆိုတော့သင်္ကနိကာရမောဟောတိတဲ့သင်္ကနိကာရမဆိုတာဘာပြောတာလဲဆိုတော့အပေါင်းအသင်းနေနဲ့မွေးလျော်တာနော်တယောက်တည်းမနေတတ်တာဟုတ်လားအပေါင်းအသင်းနဲ့မွေးလျော်တာဘောမရှိရင်မနေတတ်ဘူးဟုတ်လားစိတ်ထဲမှာပဂတိအပေါင်းအသင်းမရှိတောင်မှနော်ဒီပြင်လူတွေရဲ့အကြောင်းကိုပဲစဉ်းစားရင်းနဲ့စိတ်ထဲမှာလက်တွေ့ကိုင်းပြเสียအပေါင်းဖော်တော့မရှိဘူးဒါပေမဲ့စိတ်ထဲမှာအပေါင်းဖော်တွေကရှိနေတာမျိုးကမရှိဘူးလားရှိရနော်ဒီအပေါင်းဖော်ဆိုတဲ့စကားလေးကသူကလည်းပဲကောင်းခြင်းမကောင်းခြင်းမှာအလွန်တရာမှအရာရောက်တယ်လို့ဆိုရမှာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့ဒီအပေါင်းဖော်နဲ့ပတ်သက်ပြီးတော့ဟောထားတာတွေလည်းအများကြီးရှိပါတယ်နော်ဒီအပေါင်းအသင်းကိစ္စတွေသိပြီးတော့များမယ်နော်ကိုကြီးကိုယ်တာဘာမှလှုပ်ဖို့ကင်ဖို့အချိန်မရှိဘဲနဲ့တချို့ဒီအပေါင်းအသင်းကိစ္စနဲ့ပဲအချိန်ကုန်နေကြတာတွေမရှိဘူးလားရှိတယ်အေးအဲ့ဒါလိုအပေါင်းအဖော်မှာမွေးလျော်နှိမ့်ချိုက်ပျော်ပိုက်နေကြတဲ့ပုံကိုယ်တွေဟာလည်းပဲသိခြင်းမကောင်းနိုင်ဘူးတဲ့နော်အပေါင်းအသင်းတွေသိများလို့ရှိရင်ဒါကတော့ဦးဇင်းကရိုးရိုးလေးစဉ်းစားကြည့်တယ်သူတို့အကြောင်းတွေကတော့အနည်းဆုံးခေါင်းနဲ့ရောက်တော့မှာပဲလေသူတို့ရှင်ပြေတာတွေရောမပြေတာတွေရောသူတို့တည်လာတဲ့သတင်းတွေရောဘာတွေရောညာတွေရောနော်ရှုပ်ပါတယ်ဆိုရင်ရှုပ်ပါတယ်ဆိုကောက်ရွေးတွေပွေလာတယ်ဆိုတာမျိုးပေါ့ဟုတ်လားကိုယ့်အနေကိုယ်မှရှုပ်နေပါတယ်ဆိုတဲ့ကြားထဲမှာဒီအပေါင်းအသင်းတွေကတဲလာတဲ့အရာတွေကလည်းဘာတွေပဲဖြစ်နေတော့များသောအားဖြင့်တော့အရှုပ်တွေပဲများပါတယ်ဟုတ်လား
ဒါကြောင့်အပေါင်းအဖော်မှာမွေးလျော်တဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲသိခြင်းမကောင်းနိုင်ဘူးလေးမျိုးရှိသွားပြီနော်နောက်၅ခုမြောက်ကြတော့ဘာပြောတုံးဆိုတော့တန်သက်္ကာရမောဟတိတန်သက်္ကာရမဆိုတာကနှီးနှောခြင်းမှာမွေးလျော်တာနှီးနှောတယ်ဆိုတာကသူကအလုံးကိုရိုးရိုးရှက်ရှက်နေလိုက်တဲ့သဘောအဲ့ဒါကိုအရင်တော့နှီးနှောခြင်း၅မျိုးဆိုပြီးတော့ကျမ်းစာတွေထဲမှာပြောထားတာရှိတယ်မြင်တစ်ဖြင့်နှီးနှောခြင်းတဲ့နော်ကြည်နေတယ်တယောက်ကိုတယောက်ကြည်နေတယ်ဟုတ်လားမြင်တစ်ဖြင့်နှီးနှောတာကြားတစ်ဖြင့်နှီးနှောတာပြောရင်ဆိုရင်အခြေအတင်ပြောကြရင်ဆိုကြရင်စကားစမြည်ပြောကြရင်ဆိုကြရင်နော်ဘာလို့ကြားတစ်ဖြင့်နှီးနှောတာဟုတ်လားအတူတကွသုံးဆောင်တစ်ဖြင့်နှီးနှောခြင်းတဲ့ဟုတ်လားအတူတကွပြောဆိုတစ်ဖြင့်နှီးနှောခြင်းကိုယ်လက်တို့ဖြင့်နှီးနှောခြင်းဆိုပြီးတော့ဒီလိုနှီးနှောခြင်းတရားတွေကိုအကျေပြောထားတာတွေရှိတယ်ဟောအဲ့ဒါလိုနှီးနှောမှုမှာမွေးလျော်နှစ်ချိုက်ပျော်ပိုက်နေမယ်ဆိုရင်လည်းပဲအဲ့ဒါအသေးမကောင်းတတ်ဘူးလို့ရှင်သာရိပုတ္တရာကိုရမကြီးအမိန့်ရှိတယ်ဟောဒါဘယ်နှခုရှိသွားပြီတော့၅ခုရှိသွားပြီ6ခုမြောက်အသေးဆိုးသေးတတ်တဲ့တရားကတော့ဘာလဲဆိုတော့ပပ္ပင်္စာရာမောဟောတိနော်ပပ္ပင်္စာရာမဆိုတာပပ္ပင်္စာတရားတွေမှာမွေးလျော်နှစ်ချိုက်ပျော်ပိုက်နေတာပပ္ပင်္စာတရား၃ပါးရှိတယ်ဆိုတာတော့ပိဿတို့သိပါတယ်ဟုတ်လားနော်အလိုဆန္ဒဆိုတဲ့တဏှာရဲ့နော်ကိုအထင်ရောက်မှုဆိုတဲ့မာနရဲ့နော်ဒီယုတ်ခန္ဓာနာခန္ဓာထင်ရှားရှိတဲ့ဒီတက္ကာယတရားတွေကိုငါလို့သူလို့ထင်မှုဒိဋ္ဌိရဲ့တဏှာမာနဒိဋ္ဌိအဲ့ဒီတရား၃လုံးနဲ့ပြောနေလို့ရှိရင်ဒါပပ္ပင်္စာမှာပြောတယ်လို့ဆိုရတယ်ပေါ့ဆိုလိုတာကလူချင်းရချင်းစိတ်ကလေးနဲ့နေနေတာဒါလေးဖြစ်နေတာကိုပဲပျော်မွေ့နေတာဒါလေးကိုပဲအဖော်လုပ်ပြီးတော့နေတာဘဝမှာလူချင်းရချင်းစိတ်တွေနဲ့ကြီးအချိန်ကုန်သွားတာမျိုးပေါ့ဘာဖြစ်ခြင်းလဲညာဖြစ်ခြင်းလဲဘာရခြင်းလဲညာရခြင်းလဲစိတ်ကူးစိတ်တန်းထဲမှာဒီရခြင်းတာတွေကြီးနေရာဝင်ယူနေတယ်ပေါ့အဲ့ဒါဘာနဲ့ပျော်နေရခေါ်တော့တဏှာနဲ့ပျော်တယ်ပေါ့နော်တခါတလေကြတော့လည်းပဲကိုယ်အထင်ကလေးနဲ့ကိုပျော်နေတာဒီအထင်ကလေးနဲ့နေနေတာ哦နော်ဒကာဓမ္မတို့ဦးဇင်းတို့အနေများတာကတော့နောက်ဆုံးဒိဋ္ဌိနော်မိမိကိုယ်ကိုငါလို့ဆွဆွလန်းလန်းမှတ်ထင်မှုဒီတဘာဝတရားမရှိဘူးလားရှိတယ်ဟုတ်လားအဲ့လိုမျိုးတဏှာမာနဒိဋ္ဌိနဲ့ပျော်မွေ့နေမယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာအသေးမကောင်းနိုင်ဘူးလို့နော်ဘယ်နှချက်ဟောတော့ဗျာ6ချက်နော်ကမ္မာရာမအမှုကိစ္စမှာမွေးလျော်တယ်ဗတ္တာရာမစကားပြောဟောမှုမှာမွေးလျော်တယ်နေတ္တာရာမအိပ်ဆက်ခြင်းမှာမွေးလျော်တယ်သင်္ကနိကာရာမအပေါင်းအသင်းမှာမွေးလျော်တယ်တန်သက်္ကာရာမနှီးနှောခြင်းမှာမွေးလျော်တယ်ပပ္ပင်္စာရာမပပ္ပင်္စာတရားတွေနဲ့မွေးလျော်တယ်ဒါဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အသေးမကောင်းနိုင်ဘူးလို့ဒီလိုဟောတယ်ဒါကတော့ဦးဇင်းတို့ပိဋကပေါင်းတော်တို့အလွန်တရာမှအထက်တန်းကြတဲ့ဟောပြောချက်လို့ဆိုနိုင်မယ်ထင်ပါတယ်နောက်စဉ်းစားမယ်ဆိုရင်သူ့မှာစဉ်းစားတယ်အများကြီးရှိဘူးလားရှိတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့အသေးကောင်းဖို့အတွက်စန့်ကျင်ဘက်ဒီတရား6မျိုးရဲ့စန့်ကျင်ဘက်နောက်အမှုကိစ္စသစ်တွေမှာမမွေးမလျော်ဖို့ဗราဏကြတဲ့အလုပ်မှာပဲမွေးလျော်နိုင်ဖို့ဟုတ်ရလားဒီစကားပြောဟောခြင်းမှာမမွေးလျော်ဖို့အိပ်ဆက်ခြင်းမှာမမွေးလျော်ဖို့အပေါင်းအသင်းတွေနဲ့မမွေးလျော်ဖို့နှီးနှောခြင်းတွေနဲ့မမွေးလျော်ဖို့ပပ္ပစ္စတရားတွေနဲ့မမွေးလျော်ဖို့လိုတယ်ပေါ့အဲ့ဒါလိုနေနိုင်မယ်ဆိုရင်တော့ဒါအသေးကောင်းနိုင်တယ်ဟုတ်လားဒီနေရာမှာပိဋကပေါင်းတော်အောင်တို့အသေးကောင်းဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့နော်ဒေသနာတွေကိုထုတ်နှုတ်ပြီးတော့ပြောမယ်ဆိုရင်တော့ပြောစရာအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဦးဇင်းတို့အသေးကောင်းဖို့ဆိုတာရဲ့ခေါင်းစဉ်အောက်မှာတော့ဒီတုတ်တန်နှစ်ပုဒ်ကိုပဲဒီကနေ့ညမှတ်သားစီခြင်းနဲ့ပေါ့နော်မိမိတို့ရဲ့စိတ်ကိုကောင်းစွာစောင့်ရှောက်မယ်ဆိုရင်အသေးကောင်းနိုင်တယ်ကာယကံဝစီကံမနောကံကံသုံးပါးစောင့်ရှောက်ပြီးသားဖြစ်ပြီးတော့တန်ရှင်းစင်ကြယ်ရမှတစ်ချက်အဲ့ဒီပုဂ္ဂိုလ်ရဲ့သိခြင်းတရားဟာကောင်းနိုင်တယ်ပေါ့ဒါတစ်ချက်နော်နောက်ပြီးတော့ရှင်သာရိပုတ္တရာကိုရမကြီးပြောတဲ့အခုမမွေးလျော်တဲ့အရာဌာန6မျိုးမှာမမွေးမလျော်ပဲနဲ့နေနိုင်မယ်ဆိုရင်လည်းပဲဒါအသေးကောင်းနိုင်တယ်အသေးကောင်းဖို့ဆိုတာကိုတော့ဦးဇင်းတို့ဒီလောက်နဲ့ပဲပြီးကြရအောင်နောက်တစ်ပါးကျန်နေသေးတော့အသေးလွတ်ဖို့ဆိုတာကျန်နေသေးတယ်ပေါ့တရားဓမ္မတို့ဦးဇင်းတို့အသေးကောင်းအောင်ကြိုးစားလို့နော်ဒီကနေ့မှာကြည်ကြည်လင်လင်ချမ်းချမ်းသာသာနဲ့သိခြင်းတရားကိုရင်ဆိုင်နိုင်လို့ဘဝနေကုန်းချုပ်နိုင်လို့ကောင်းရာမြတ်ရာရောက်သွားပြီဆိုကြပါစို့ဒါပေမဲ့လို့အသေးလွတ်အောင်အဓိကကြိုးစားအထောက်ထားမှုမရှိသေးဘူးဆိုလို့ရှိရင်ဒုတိယဘဝကောင်းမွန်မိမလို့ဟိုတတိယဘဝသရုဒ္ဓဘဝနာမေဘဝတန်တရားမှာလုံးဝစိတ်ချသွားရပြီဆိုတဲ့အနေအထားမျိုးကိုတော့မရသေးဘူး
အချိန်မရွေးဖြစ်ချင်တယ်လို့ဖြစ်နိုင်တဲ့ဘေးကြီးကမလွတ်သေးဘူးပေါ့စာလို့ပြောရရင်တော့ဝိနိပါဒနော်ဖြစ်ချင်တယ်လို့ဖြစ်တဲ့ဘေးပေါ့ဟုတ်လားဖြစ်ချင်တယ်လို့ဖြစ်တဲ့ဘေးအဲ့ဒီဖြစ်ချင်တယ်လို့ဖြစ်တဲ့ဘေးကလွတ်ဖို့အတွက်အသေးလွတ်အောင်ဆိုတဲ့ရည်ရွယ်ချက်ထားဖို့လိုတယ်ပေါ့ဒါကမှတို့ဥယျာဉ်တို့တဲ့တဲ့ပြောရရင်အသေးလွတ်အောင်ကြိုးစားတယ်ဆိုတာကမဲ့ညံပူညံရအောင်ကြိုးစားတာကိုအဓိကရည်ညွှန်းပြီးတော့ပြောလာပါနော်အရဟတမဉ္ဇဉ်အရဟတပူဉ္ဇဉ်အထွတ်အထိပ်ဉာဏ်ကိုရခဲ့မယ်ဆိုရင်တော့ဒီဘဝသုတိရဲ့အခြားဘက်မှာနောက်ထပ်ဘာမှသိစရာအကြောင်းမရှိတော့ဘူးအသေးလွတ်သွားပြီပေါ့အောက်ထစ်ဆုံးသောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရခဲ့မယ်ဆိုရင်ကိုပဲအလွန်ဆုံးကာမဘုံမှာခုနှစ်ဘဝနေပြီးတော့တဲ့ပြောရင်ခုနှစ်ခါပဲသိပြီးတော့နောက်ထပ်သိစရာအကြောင်းမရှိတော့ဘူးပေါ့အဲ့တော့မဉ္ဇဉ်ပူဉ္ဇဉ်ကိုရမယ်ဆိုရင်အသေးလွတ်တယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်တကယ်လို့မဉ္ဇဉ်ပူဉ္ဇဉ်ကိုသာမရခဲ့ဘူးဆိုရင်တော့ပုထုဇဉ်ဘဝမှာအသေးအခုဘဝကောင်းမယ်ဘဝဆက်တိုင်းဆက်ပြီးတော့ကောင်းတော်ပါစေမယ်လို့အမကန်ချက်မရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်ပုထုဇဉ်ဘဝဆိုတာနော်လေဒီဆိုတော့ဘုရားကြီးပြောတဲ့ဟောဟာရနဲ့ပြောရမယ်ဆိုရင်တော့ဟိုတစ်ပင်မောကတိရွက်ကလေးတွေ6လို့လေကမှာလေတွေကတိုက်လို့ဒီတိရွက်6တွေကျွေကြလာပြီဆိုရင်အဲ့ဒီတိရွက်6ကလေးတွေဟာဘယ်နာလေးကိုကြမယ်လို့သူတို့မှသတ်မှတ်ချက်မရှိဘူးကျွတ်တင်မှန်းဆလို့လည်းမရဘူးအခြေအနေအရာလေရဲ့အနေအထားအခြေအနေအကြောင်းမူတည်ပြီးတော့သူကြားခြင်းတဲ့နေရာကြားသွားမယ်ပေါ့သူမှကန့်သက်ချက်မရှိဘူးသိကြမှုရည်ရမှုမရှိဘူးအဲ့လိုပဲပုထုဇဉ်ဘဝဆိုတာကဝိနိပါဒဘေယဝိနိပါတိကဘေးဆိုတာရှိတယ်အဲ့ဒါဘာလို့ဆိုတော့ဗယံပဒဖြစ်ခြင်းလို့ဖြစ်တဲ့ဘေးပေါ့ဘာဖြစ်လို့အဲ့ဒီဘေးသိရတော့ဆိုတော့ကိုယ့်ရဲ့စိတ်ကနော်တကယ်စစ်မှန်တဲ့တည်ငြိမ်မှုမရှိဘူးဗယံပဒဖြစ်တယ်နော်စိတ်ကဗယံပဒမို့လို့ဗယံပဒဖြစ်သွားတာနော်ဒါကမှတို့ဦးဇင်းတို့ရဲ့စိတ်ကနော်ပုထုဇဉ်အနေအထားမျိုးမှာဗယံပဒအနေအထားပဲရှိသေးတယ်လို့မဆိုနိုင်ဘူးလားနော်ဗယံပဒဟုတ်ရလားဒါကြောင့်အသေးလွတ်ဖို့ဆိုတဲ့စကားဒီမဉ္ဇဉ်ပူဉ္ဇဉ်ကိုရအောင်ကြိုးစားဖို့ဆိုတဲ့စကားနဲ့မထူးဘူးလို့ပြောမယ်ဆိုရင်ก็ပြောလို့မရဘူးလားရတယ်အေးဒါကြောင့်ဦးဇင်းတို့သာသနာနဲ့တွေ့ရတဲ့အခိုက်မှာအသေးကောင်းဖို့ကြိုးစားဖို့လိုသလိုတစ်ဆင့်တက်ပြီးတော့အသေးလွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းကြိုးစားဖို့လိုမယ်ပေါ့အဲ့ဒါကိုကြတော့ဦးဇင်းတို့ဘယ်သုတ်တံကိုအခြေခံပြီးတော့ပြောကြတော့ဆိုတော့ဦးဇင်းတို့သုတ်တံနိဗ္ဗာန်ပါဠိတော်ထဲမှာပါရယနာဝက်ဆိုပြီးတော့နောက်ဂါထာတွေအများကြီးရှုပြီးတော့မှတ်တမ်းရှိတယ်ပါရယနာသုတ်တံလို့လည်းဆိုပါတယ်သူကအလွန်မှရှည်လျားတဲ့သုတ်တံကြီးပဲအဲ့ဒီသုတ်တံကြီးရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ဟိုဦးဇင်းတို့ပိဿပေါင်းတော်တို့တရားကအလွန်ရှည်သွားမယ်ပေါ့သူရဲ့ဇလန်းကလည်းရှည်တယ်ဦးဇင်းဟောထားတာလေးတစ်ပုဒ်ရှိတယ်ခွေတွေမှတော့မရောက်သေးဘူးလို့ထင်တယ်လောကကိုဘယ်လိုကြည့်မလဲဆိုပြီးတော့ခေါင်းစဉ်လေးပြီးတော့ဟောထားတာရှိတယ်နော်အကြောင်းအရာလေးကိုနည်းနည်းစက်မိအောင်တော့ဦးဇင်းတို့အချင်းကျုပ်သဘောလေးတော့ပြောမှဖြစ်မယ်ပေါ့နော်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဘာဝရီဆရာကြီးဆိုတာရှိတယ်ဘာဝရီဆရာကြီးဆိုတာကကောသလမင်းကြီးရဲ့ခမဲတော်လက်ထက်ကသူကပရောဟိတ်ပုံနာကြီးတယောက်ပေါ့အဲ့ဒါမဟာကောသလမင်းကြီးနတ်ရွာစံပြီဆိုတော့ကောသလမင်းသူ့ရဲ့သားကောသပသိနေရီကောသလကမင်းဖြစ်လာတော့အဲ့ဒီဘာဝရီဆရာကြီးကသူအသက်ကတော့ကြီးသွားပြီပေါ့ကြီးသွားတော့ဒီမင်းမျိုးမင်းလွယ်လေးကိုခစားရတာကိုသူစိတ်မဝင်စားအောင်အဲ့ဒါနဲ့ငါအသက်လဲကြီးပြီဆိုပြီးတော့သူဘာလို့ဆိုယတိဝတ်ဖို့လို့မင်းကိုတောင်းပန်တော့သူ့မှာတပည့်တွေကအများကြီးရှိတယ်နော်တပည့်ကြီးတွေကဘယ်လောက်ရှိတုံးဆိုတော့16ယောက်ရှိတယ်သူ့မှာတပည့်ကြီး16ယောက်ရှိတယ်အဲ့ဒီတပည့်ကြီး16ယောက်မှာလည်းပဲတယောက်လျင်တပည့်1000ဒီရှိတယ်တပည့်ငယ်16000လောက်ရှိတယ်အဲ့ဒီဘာဝရီဆရာကြီးကဟုတ်လားအဲ့ဒါနောက်တော့သူကဘယင်ကခွင့်ပြုတော့ယတိဝတ်တော့ဘယင်ကြီးကသူ့ကိုအားလဲကိုးတယ်သဘောလေးကြတယ်ဆိုတော့နော်အဝေးဝေးလန်လန်မသွားပါနဲ့ဆိုပြီးတော့သူ့ရဲ့ဥယျာဉ်ထဲမှာပဲနော်ယတိဘောကနဲ့ကိုးွယ်ထားတာအဲ့ဒါနဲ့မင်းရဲ့ဥယျာဉ်မှာပဲနေကြတာဒါကျန်တာတွေကလည်းယတိဝတ်ပြီးတော့နေကြတာအဲ့ဒါနောက်တော့တပည့်ကြီး16ယောက်နဲ့အဲ့ဒီတပည့်ငယ်16000ချမ်းရံပြီးတော့ဒီလူတွေနဲ့နေတဲ့နေရာမှာနေရတာမလွတ်လပ်ဘူးမချမ်းသာဘူးဆိုပြီးတော့သူဂေါရဝတီမြစ်ဆိုတာရှိတယ်အဲ့ဒီမြစ်ရဲ့ခလေကောင်မှာဦးဇင်းတို့နော်ကျွန်းရှိတယ်ကျွန်းကြီးရှိတယ်အဲ့ဒီကျွန်းကလည်းပဲဦးဇင်းတို့တိုင်းပြည်3ခုရဲ့အဆက်နော်တစ်ပင်တွေလည်းအလုံးမထူတယ်ဆိုတာပေါက်ရောက်တယ်တောအုပ်လေးလိုဖြစ်နေတယ်ပေါ့အဲ့ဒီမှာသူကသွားပြီးတော့နေတာအဲ့ဒါလူတွေကလည်းပဲဒီယတိကြီးသွားတဲ့နောက်ကိုတချို့လိုက်ပြီးတော့နေကြရင်းနဲ့ယတိကြီးကိုပြုစုရရင်းနဲ့လူတွေကအဲ့မှာဝိုင်းပြီးတော့နေကြရင်းနဲ့ရွာအကြီးကြီးဖြစ်သွားတယ်လို့ဆိုတယ်
နော်အိမ်ကြီးထောင်ကျော်လောက်ရှိတဲ့ရွာကြီးဖြစ်သွားတယ်နော်အဲ့ဒီရွာကလူတွေကအဲ့ဒီမှာပဲလောက်ကင်စားတော့ရင်းနဲ့နောက်တော့ဒီရွာကထွက်တဲ့အခွန်တွေကိုနော်ဘယင်မင်းမြတ်ကိုသွားပြီးတော့မဆက်တာပဲနဲ့ဒီဆရာကြီးကိုပဲဆက်တာဆရာကြီးကငါမလိုဘူးငါဒီအကျင့်ကိုပဲကျင့်နေတာဒါကြောင့်ဒီပတ်စံတွေငါမလိုဘူးပေါ့ဒါပေမဲ့တပည့်တွေကဆရာကြီးလှူခြင်းတဲ့လူကိုလှူပါဆိုပြီးတော့အဲ့ဒီတစ်နှစ်ကိုအခွန်အနေနဲ့တသိန်းနဲ့သူ့ကိုလမ်းပြီးတော့ဆက်တာအဲ့ဒါနဲ့ဆရာကြီးကလည်းပဲယတိဆရာကြီးကလည်းပဲမရှိစင်းရသားတွေကိုတစ်နှစ်တစ်ကြိမ်အလှူကြီးပေးတယ်ပေါ့အဲ့ဒီတသိန်းကိုဟုတ်လားအဲ့လိုနေရင်နဲ့နေလာလိုက်တာနောက်သူနှစ်ပေါင်းဘယ်လောက်ကြာလာတော့ဆိုတော့သူ့ရဲ့အသက်120အထိရောက်လာအသက်အလွန်ရှည်တယ်ပေါ့နောက်သူ့ရဲ့အငယ်ဆုံးတစ်ဖက်နတူလဲတော်တယ်ပိန်ကြီးရတော့တော့မှအသက်80လောက်ရှိတယ်အဲ့ဆရာကြီးကမသိဘူးနော်အဲ့ဒါနဲ့နောက်တော့တစ်နှစ်တော့ဘာဖြစ်လာတော့ဆိုတော့တော့ရတဲ့အခွန်တသိန်းကိုသူလှူရင်းတန်းရင်းနဲ့အလှူပွဲကြီးလည်းလုပ်ပြီးပြီဆိုတော့အကုန်လုံးလှူပြီးပါပြီဆိုတော့မှပုံနာတစ်ယောက်ရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီပုံနာကသူ့ကိုအတပြား900ပေးဖို့အလှူခံတယ်အလှူခံတော့ဆရာကြီးကဒီနှစ်အတွက်ကတော့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးမရနိုင်တော့ဘူးငါအကုန်လုံးလှူပြီးသွားပြီအဲ့သင်ပုံနာရကျင်တယ်ဆိုလို့ရှိရင်နောက်နှစ်ဒီအချိန်ကိုလာခဲ့ပါအဲ့လိုပြောတဲ့အခါကျတော့ပုံနာကမယုံဘူးနော်ဒီဆရာကြီးရှိရတဲ့နဲ့ငါ့ကိုမပေးခြင်းလို့မရှိတော့ဘူးလို့ပြောတာအဲ့ဒါနဲ့ပုံနာကလူလိန်ပုံနာစိတ်ဓာတ်မကောင်းဘာလို့လဲဆိုတော့ဆရာကြီးကိုမပေးအောင်နှိပ်စက်တဲ့အနေနဲ့ဘာလို့တုံဆိုတော့နော်မြေကြီးပေါ်ကိုနောက်ချေးတွေနဲ့မြေစာပြစ်လိုက်တယ်ပေါ့တန်တန်ရှင်းရှင်းဖြစ်သွားအောင်ပြီးတော့အဲ့ဒီပေါ်ကိုပန်းနီနီတွေဖြန့်ကျဲမြေစာမြစ်တွေပါတွေကျဲပြီးတော့သူ့ရဲ့ဘယ်ခြေထောက်ကိုရေကရားနဲ့ရေတွေသွန်းပြီးတော့သူ့ရဲ့ကျန်တဲ့ခြေထောက်တစ်ထောက်ကိုလက်နဲ့နှိပ်ပြီးတော့ပါဇက်ကလှုပ်စီနဲ့ဂါထာတွေမန္တန်တွေရွတ်တယ်လို့မျိုးလုပ်တာအမှန်ကဘာမှမဟုတ်ဘူးရှောက်ပြီးတော့လုပ်နေတာအမှုအရာနဲ့ဟိတ်ဟန်သုံးပြီးတော့စိတ်ကိုကြောက်အောင်ခြောက်နေတာပေါ့ဟုတ်လားဒါလိန်တဲ့လူတွေမှာဒီလိုနီးပြူဟာတွေကရှိတယ်ဟုတ်လားမြင်လိုက်ရင်တစ်ခုခုစိတ်ထဲမှာထင်သွားအောင်လုပ်ပလိုက်တာအဲ့လိုလုပ်ပြီးတော့သူကဂါထာတွေရွတ်တာကြိမ်ဆဲတဲ့ဂါထာတွေရွတ်အဲ့ဒီဂါထာတွေရဲ့အတိပ္ပယ်ကတော့ဘာပြောတုံးဆိုတော့ငါ့ကိုအတပြား900မပေးတဲ့ဒီဘာဝရီဆရာကြီးခေါင်းကို9စိတ်ကွဲပါစေအဲ့ဒါပါအဲ့လိုခေါင်း9စိတ်ကွဲပါစေလို့ကျင်စာတိုက်တဲ့အခါမှာယတိကြီးကအသက်ကလည်းကြီးပြီစိတ်မချမ်းသာတယ်သူတွေ့ရတော့တွေ့တော့သူ့ရဲ့စိတ်ထဲမှာလည်းပဲရုပ်တရက်ဒီပုံနာပြောသူတကယ်များဖြစ်လိမ့်မလားမသိဘူးဆိုအတွေးကလည်းပဲလူကြီးမို့လို့လားတော့မသိဘူးဝင်လာတယ်လို့ဆိုတယ်နော်အဲ့ဒါနဲ့သူနည်းနည်းစိတ်ထဲမှာမချမ်းသာဘူးလို့လည်းမချမ်းသာနဲ့ညအိပ်ပြီးဆိုတော့သူစိတ်ဆင်းရဲတယ်ပေါ့ဒါတော်တော်နဲ့အိပ်မပြောအဲ့အိပ်ပျော်သွားပြီမိလေးအိပ်ပျော်သွားပြီဆိုတော့သူ့ရဲ့အရင်ဘဝကအမိတော်ခဲ့တဲ့နတ်သမီးတဲ့သူ့ကိုစောင့်နေဟန်တူပါလေအဲ့ဒီနတ်သမီးကကိုထင်ပြန့်ပြီးတော့ငါသားဘာဖြစ်လို့အိပ်မပြောတာတော့အဲ့လိုမေးတဲ့အခါကျတော့ဆရာကြီးကငါ့ကိုပုံနာတစ်ယောက်ရောက်လာပြီးတော့သူ့ကိုငွေ900မပေးလို့ဆိုပြီးတော့ငါ့ကိုခေါင်း9စိတ်ကွဲပါစီလို့ကျင်စာတိုက်တယ်ငါခေါင်းများ9စိတ်ကွဲလိမ့်မလားမသိဘူးအဲ့လိုပြောတဲ့အခါကျတော့နတ်သမီးကဘာပြောတော့ဆိုတော့အဲ့ဒါအလကားလောက်တာတင့်ကိုလိန်တာအဲ့ဒါလူလိန်လေအဲ့ဒီလူလိန်ပုံနာဟာခေါင်းဆိုတာလဲ तू ဘာမှမသိဘူးအဲ့ဒီခေါင်းကိုကွဲသွားစေတတ်တဲ့အရာဆိုတာလဲ तू မသိဘူးဟုတ်နော်ပြောရင်နဲ့တရားသဘောလေးတွေကပါလာတယ်ဟုတ်လားအဲ့ဒီပုံနာဟာခေါင်းဆိုတာကိုလဲ तू မသိဘူးခေါင်း9စိတ်ကွဲသွားအောင်ခေါင်းကိုခွဲပြစ်နိုင်တဲ့ဖောက်ခွဲပြစ်နိုင်တဲ့အရာဆိုတာဘာလဲ तू မသိဘူးအဲ့လိုပြောတော့အဲ့ဒီစကားကိုဒီဆရာကြီးကစိတ်ဝင်စားတယ်ခေါင်းဆိုတာဘာတော့လူတယောက်မှာခေါင်းဆိုတာကအလွန်မှအထူးကကြတဲ့အင်္ဂါအစိတ်ပိုင်းပေါ့နော်ခေါင်းဆိုတာဘာလဲအဲ့ဒီခေါင်းကိုဖောက်ခွဲပြစ်နိုင်တဲ့အရာဆိုတာဘာလဲအဲ့ဒါကိုရောသင်နတ်သမီးရောသိလားတဲ့ကဲမေးတယ်ပြန်ပြီးတော့အဲ့လိုမေးတဲ့အခါကျတော့နတ်သမီးကငါလည်းပဲခေါင်းဆိုတာကိုလည်းငါမသိဘူးတဲ့ဒီပဂတိမြင်နေရတဲ့ခေါင်းကြီးတော့လူတိုင်းသိတာပေါ့ဟုတ်လားခေါင်းဆိုတာငါမသိဘူးတဲ့အဲ့ဒီခေါင်းကိုကွဲပြစ်သွားစေတဲ့အရာကိုလည်းငါမသိဘူးလေဒါမြင်အဲ့ဒါကိုဘယ်သူသိမလို့လို့ဆရာကြီးကနတ်သမီးကိုမေးတဲ့အခါကျတော့နတ်သမီးကအဲ့ဒီခေါင်းဆိုတဲ့တရားခေါင်းနဲ့တူတဲ့တရားအဲ့ဒီခေါင်းနဲ့တူတဲ့တရားကိုဖောက်ခွဲပြနိုင်တဲ့အရာအဲ့ဒီအရာကိုသိတာကတော့ရေတဝန်အကြောင်းတိုင်းမှာသတင်းသုံးနေတဲ့မြတ်စွာဘုရားပဲရှိမယ်အဲ့ဒါလိုလဲပြောပြီးတော့သူအိယာကနိုးသလိုဘာလို့ဖြစ်သွားတယ်အဲ့တော့ကြီးကတော့ပြီးပြင်းသူမှတ်မိနေတယ်ပေါ့အဲ့ဒါနဲ့အိမ်ပြောတော့ဆက်ပြီးတော့
အဲ့ဒါမနဲ့လင်းပြီဆိုတော့ဆရာကြီးကသူ့ရဲ့တပည့်ကြီး16ယောက်ကိုခေါ်တယ်ခေါ်ပြီးတော့ညာတုန်းကနတ်သမီးကမြတ်စွာဘုရားကတော့အဲ့ဒီအဖြေကိုသိမှာပဲလို့ပြောလိုက်တော့ဒီဖရာဆိုတဲ့အတန်ကိုကြားတာနဲ့ကိုပဲသူ့ရဲ့စိတ်ကအလွန်တရာစိတ်ဝင်စားမှုနဲ့တုန်လှုပ်နေတယ်ပေါ့စိတ်ကနော်အဲ့ဒါနဲ့သူကဖရာဆိုတာဒီနေရာမှာဦးဇင်းတို့ပြည်သက်ပေါင်းတော်ဖရာဆိုတာအလုံးကိုသိသူဆိုတာတော့အဲ့ဒီခါကလူတွေကလည်းသိတယ်ပေါ့ဟုတ်လားအဲ့တော့အလုံးကိုသိတဲ့ပုဂ္ဂိုလ်ဆိုတော့သူအလွန်စိတ်ဝင်စားပြီးတော့တပည့်ကြီးတွေခေါ်ပြီးတော့အဲ့ဒီဖရာဆိုတဲ့လူရှိတဲ့နေရာကိုသင်တို့သွားရမယ်သွားပြီးတော့ခေါင်းနဲ့တူတဲ့တရားဆိုတာဘာလဲအဲ့ဒီခေါင်းနဲ့တူတဲ့တရားကိုဖောက်ခွဲပြင်နိုင်တဲ့အရာဆိုတာဘာလဲဆိုတာကိုသွားပြီးတော့မေးရတယ်အဲ့လိုမေးရမယ်ဆိုပြီးတော့တပည့်တွေကိုညွှန်ကြားရင်းနဲ့ဆရာကြီးကဒီခေတ်ကသူကလည်းဖရာငါကလည်းဖရာဆိုပြီးတော့ဖရာအမိခံတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်လို့ငါကြားရတယ်ပေါ့အဲ့တော့သင်တို့တွေ့တဲ့ပုဂ္ဂိုလ်ဟာတကယ်ဖရာအစ်စ်မဟုတ်ဘဲနဲ့ဖရာအတုအယောင်ဖြစ်နေရင်သင်တို့အရှက်ကွဲမယ်ဟောဟုတ်လားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ဟာဘုရားအစ်စ်အမှဟုတ်မဟုတ်ဆိုတာကိုသိရအောင်ပထမဦးဆုံးစိတ်နဲ့ပြဿနာကိုအရင်မေးရမယ်ပေါ့ဒါကတော့သူ့ရဲ့သင်ကြားချက်ပေါ့ဟုတ်လားစိတ်နဲ့မေးဖို့မေးနည်းကိုလည်းသူကသင်လိုက်တယ်တပည့်အကြီးဆုံးကအဇိတလို့ဆိုတယ်နော်အဲ့ဒီအဇိတတပည့်ကြီးကိုသင်လိုက်တာပေါ့စိတ်နဲ့ဘယ်လိုမေးရမှာတော့ဆိုတော့ငါတို့ဆရာကြီးဟာအသက်ဘယ်လောက်ရှိပြီလဲငါတို့ဆရာကြီးရဲ့အနွယ်ကဘာလဲငါတို့ဆရာကြီးမှာယောက်ျားမြတ်တို့ရဲ့အင်္ဂါယောက်ျားမြတ်တို့ရဲ့လက္ခဏာ3ပါးပါတယ်မြတ်စွာဘုရားမှာတော့လက္ခဏာတော်ကြီး32ပါးပါတယ်ပေါ့နော်အဲ့ဒီဘာဝတိဆရာကြီးမှာတော့လက္ခဏာ3ပါးပါတယ်လို့ဆိုတယ်ယောက်ျားမြတ်တို့ရဲ့လက္ခဏာဟုတ်လားပြည့်တို့ရဲ့ဆရာကြီးကဘလို့ပညာတွေကိုတက်လဲတို့ရဲ့ဆရာကြီးကအခုဘာတွေလုပ်နေလဲအဲ့ဒီမေးခွန်းတွေကိုစိတ်နဲ့မေးခိုင်းတာမေးပြီးတော့မှနော်ဖြေနိုင်ပြီဆိုတော့မှစောတော့ကခေါင်းဆိုတာဘာလဲခေါင်းနဲ့တူတဲ့တရားအဲ့ဒီတရားကိုဖောက်ခွဲနိုင်တဲ့အရာဆိုတာဘာလဲဆိုတာကိုဆက်မေးရမယ်လို့သင်ပေးတာအဲ့ဒါနဲ့ယတိတွေအများကြီးပဲအကုန်လုံးအဲ့ဒါမြတ်စွာဘုရားကြီးကိုကြွသွားကြတယ်ဒါပေမဲ့သူ့ရဲ့သူဖြစ်တဲ့ပိန်ကိယအဲ့ဒီပိန်ကိယကိုလည်းကပ်ပြီးတော့မှာတယ်ဘောဓိဆရာကြီးကကျန်တဲ့တပည့်တွေကတော့မြတ်စွာဘုရားနဲ့တွေ့ရင်တော့အကျွတ်တရားတွေရလို့တရားတို့တွေတရားမြတ်တွေရလို့ငါ့ကိုအမှတ်ရလို့ပြန်မလာဘူးဆိုရင်တောင်သင်ကတော့ငါ့ကြီးကိုပြန်လာခဲ့ပါသူကအသက်120ရှိပြီဆိုတော့မသွားနိုင်တော့ဆရာကြီးကအဲ့ဒါနဲ့သူ့ရဲ့တူကိုတော့ဥကြီးဆိုတဲ့တန်ရောစဉ်နဲ့ပြန်လာလိမ့်မယ်ဆိုတဲ့အတွေးလေးနဲ့သူမှားရှာတာနောက်တော့ပြန်လာတယ်ဒါဥစဉ်ကဖြတ်ပြီးတော့ပြောတာပါသူတို့တရားတို့တရားမြတ်တွေရတယ်အဲ့ဒါပင်ကြီးရလူလင်ကပြန်လာလို့သူကပြန်ဟောလို့ဘောဓိဆရာကြီးလည်းပဲတရားတို့တရားမြတ်ရပါတယ်ဒါကဇလံကိုဆုံးအောင်ပြောလိုက်တာပေါ့နော်အဲ့ဒီမှာယတိတွေအကုန်လုံးကြွသွားကြတော့မြတ်စွာဘုရားကကျူးပြီးတော့သိတယ်သိတဲ့အခါမှာဒီယတိတွေရဲ့အိန္ဒိယေကမရင်မေးဘူးနော်တချို့ကတော်တော်ဆန်းတယ်ပေါ့ဒီကြောင့်တရတိလေးတွေမှဲဖို့အတွက်နော်ဘယ်အချိန်မှာစွတ်ပြီးတော့အုပ်ရမယ်ဆိုတာကိုတော့ဒကာမတို့အရင်တို့သိဖို့လွယ်တယ်ပေါ့ဟုတ်လားလူတယောက်ရဲ့အသိဉာဏ်မှဲ့လာဖို့ရင့်လာဖို့တော့ဘယ်အချိန်မှာကွတိကြလိမ့်မယ်ဆိုတာမျိုးကြတော့သိဖို့မလွယ်ဘူးအဲ့ဒါကတော့မြတ်စွာဘုရားမှာပဲသိနိုင်အောင်အိန္ဒိယပရောပရိယတ္တဉာဏ်လို့ခေါ်ပါတယ်ဟုတ်လားသူ့ရဲ့အိန္ဒိယအနုယင်ကိုသိတာအဲ့ဒါဒီယတိတွေကအိန္ဒိယမရှင်းသေးဘူးဆိုတာကိုသိလို့မြတ်စွာဘုရားကရေတဝန်ကျောင်းကမဆောင်ဘူးဘယ်ကဆောင်တော့ဆိုတော့ရာဇဂျူပြည်ကနေသွားဆောင်တယ်နော်ဝေးတဲ့နေရာကနေသွားဆောင်တယ်အဲ့ဒါရေတဝန်ကျောင်းမှာတော့ခြေတော်ရာပဲချထားခဲ့တယ်အဲ့ဒါယတိတွေကရေတဝန်ကျောင်းသွားရင်းနဲ့ကျောင်းရောက်တော့မြတ်စွာဘုရားကမတွေ့ဘူးခြေတော်ရာပဲတွေ့တယ်ဒါပေမဲ့ပညာတက်တဲ့ယတိတွေဆိုတော့ဒီခြေတော်ရာကိုကြည့်ပြီးတော့ဒါဘုရားအစ်စ်ပဲဆိုတာကိုသူတို့ဆုံးဖြတ်နိုင်တယ်လို့ဆိုတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဘယ်မှာရှိလဲဆိုတော့ရာဇဂျူမှာရှိတယ်ဆိုတာသိရတာနဲ့ဆက်ပြီးတော့သူတို့လိုက်သွားကြတယ်ပေါ့ဟိုရောက်တော့ကြားမင်းကတောင်ကြိုပြီးတော့မန္တကြီးဖန်ဆင်းထားတယ်လို့ဆိုတယ်။ယတိတွေ16000ကျော်လောက်လာဆိုတော့နဲတဲ့ပေးတကြီးမှမဟုတ်ပဲဟုတ်လား။အဲ့ဒါမြတ်စွာဘုရားဒီရောက်ပြီဆိုတော့အနေငယ်များအလဘတန်လဘစကားပြောပြီးတော့သို့တော့ကအဇိတလူလင်ပေါ့အဲ့ဒီထဲမှာတော့အဇိတလူလင်လို့သုံးတယ်ပေါ့။နောက်တစ်ပည့်အကြီးဆုံးတစ်ပည့်ကစိတ်နဲ့မေးတာ။နောက်သူတို့ရဲ့ဆရာကအသက်ဘယ်လောက်ရှိပြီတော့ယောက်ျားမြတ်ရဲ့လက္ခဏာ3ပါးပါတာကဘာတွေတော့ဒါတွေကိုမေးတာမေးတော့မြတ်စွာဘုရားကစိတ်နဲ့မေးတာကိုနှုတ်နဲ့ပြန်ပြီးတော့ဖြေတယ်။တော့သင်တို့ဆရာကြီးကအသက်120ရှိပြီ။သင်တို့ဆရာကြီးမှာယောက်ျားမြတ်တို့ရဲ့လက္ခဏာ3ပါးပါတယ်။အဲ့ဒါဘာလဲဆိုတော့လျှာဖြင့်မိမိရဲ့မျက်နှာကိုပြန်ပြီးတော့အုပ်နိုင်တယ်။ဆရာကကြီးမားကျယ်ပြန့်နုံညံ့တယ်ပေါ့နော်။အေးနောက်ပြီးတော့အုပ်နှလုံးမွေးရှင်လည်းပါတယ်တဲ့။နော်မျက်မှောင်တစ်ဖက်ကြားမှာအုပ်နှလုံးမွေးရှင်ပါတယ်။နောက်ပြီးတော့ဆက်တန်ဆင်မင်းကဲ့သို့နော်ယောက်ျားအင်္ဂါဟာ
အိမ်နဲ့ဖုံးထားတာဖြစ်တယ်လို့အဲ့လိုမြတ်စွာဘုရားဖြေတယ်ဖြေပြီးတော့သင်တို့ရဲ့ဆရာကြီးဟာဘာဝရီအနွယ်ဖြစ်တယ်နောက်ပြီးတော့သင်တို့ရဲ့ဆရာကြီးဟာဝေဒသုံးပုံကိုတစ်ဖက်ကန်းခတ်တတ်တယ်သင်တို့ဆရာကြီးအခုဘာလုပ်နေလို့ဆိုတော့အလွန်ပြင်းရည်ပြီးတော့ညံထိုင်းတဲ့တပည့်900ကိုကိုယ်တိုင်ပညာပို့ချနေတယ်လို့မြတ်စွာဘုရားဖြေတယ်အဲ့လိုဖြေတဲ့အခါကျတော့ဘေးကလူတွေကဟာမေးတာလည်းဘယ်သူမှမရှိဘဲနဲ့ဖြေတာတွေပဲကြားရတယ်ပေါ့အဲ့ဒီအဖြေတွေကမှန်တဲ့အခါကျတော့ဩဒါဘုရားဟုတ်တယ်ဆိုတာကိုဆုံးဖြတ်ပြီးတော့ဥပြီးတော့ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးတော့စောစောကပြောလိုက်တဲ့လာရင်ကိစ္စနော်ဥကောင်းနဲ့တူတဲ့တရားအဲ့ဒီဥကောင်းနဲ့တူတဲ့တရားကိုဖောက်ခွဲပြင်မဲ့တရားအဲ့ဒါကိုမေးတာဟုတ်လားမုဒ္ဒတိပါတင်္စဘာဝရီပရိပု္ပ္ပစတိရှင်ဗျာတဲ့မုဒ္ဒဆိုတဲ့ဥကောင်းနဲ့တူတဲ့တရားမုဒ္ဒတိပါတင်္စအဲ့ဒီဥကောင်းကိုဖောက်ခွဲပြင်နိုင်တဲ့တရားအဲ့ဒါကိုဘာဝရီဆရာကြီးကမေးလိုက်ပါတယ်တဲ့အဲ့ဒါကိုအရှင်ဘုရားဖြေပါတဲ့ယုံမတန်တွေကဖြစ်နေတဲ့ဟောဒီယသိတွေကိုအရှင်ဘုရားဖြေပါအဲ့လိုဖြေခိုင်းတော့မြတ်စွာဘုရားကအဝိဇ္ဇာမုဒ္ဒတိဇာနာဟိဝိဇ္ဇာမုဒ္ဒတိပါတိလေသန္နဝိရိယတမာတိဟိတတ္တတတိတမာတိဟိသန္နဝိရိယေနတန်ယုတအဖြေကအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့မုဒ္ဒဆိုတော့ဥကောင်းနဲ့တူတဲ့တရားဆိုတာဘာကိုပြောတာတော့ဆိုတော့အဝိဇ္ဇာကိုပြောတာတဲ့နော်ဥကောင်းနဲ့တူတဲ့တရားဆိုတာအဝိဇ္ဇာနော်အဝိဇ္ဇာဆိုတာကတတ္တဝါတွေရဲ့ဥကောင်းဥကောင်းပြုတ်သွားရင်တတ္တဝါတွေတည်တယ်လို့အဝိဇ္ဇာပြုတ်သွားရင်တန်တရားဆက်ဟာရပ်သွားရောဒုက္ခဆက်ကြီးမလဲတော့ပေါ်ဆက်ပြီးတော့ဒီအဝိဇ္ဇာရှိနေလို့ဒုက္ခဆက်တွေကဆက်ပြီးတော့လဲနေတာဒုက္ခအပင်ကြီးကဆက်ပြီးတော့ရှင်သန်နေတာအဝိဇ္ဇာကိုဖြုတ်နိုင်ရင်ဒုက္ခဟာလုံးဝတည်သွားမယ်သဘောပေါက်ရဲ့လားဒါအချင်းချုပ်ဦးချင်းတို့ပြောတာပါဟုတ်လားသစ္စာလေးပါးကိုမသိတဲ့အဝိဇ္ဇာတွေတတ္တဝါတွေရဲ့ဥကောင်းနဲ့တူတယ်သူ့ကိုမဖြုတ်နိုင်လည်းမြတ်ဒကာဓမ္မတို့ဦးချင်းတို့ဒုက္ခဆက်ဟာမရက်ဘူးဟုတ်ရဲ့လားဒါကြောင့်အဝိဇ္ဇာဆိုတာဘာလဲဥကောင်းနဲ့တူတဲ့တရားအဲ့ဒီဥကောင်းနဲ့တူတဲ့အဝိဇ္ဇာတရားကိုဖြည့်ဆည်းပြင်မဲ့ဖြုတ်ချမဲ့ခေါင်းကိုဖြတ်မဲ့အရာကဘာလို့ဆိုတော့ဝိဇ္ဇာမုဒ္ဒတိပါတင်္စနော်အတိညာဆိုတဲ့ဝိဇ္ဇာဒီမတိမှုအဝိဇ္ဇာတိဟူသောခေါင်းကိုဖြတ်မဲ့အရာအောင်ဒါမဲ့သူတစ်ခုတည်းနဲ့ဖြတ်မှာလားဆိုတော့မဟုတ်ဘူးတဲ့သူ့မှာအချမ်းရံ၅ခုရှိမယ်တတ္တာတတိသမာဓိဟိသန္နဝိရိယေနတန်ယုတနော်တတ္တာတတိသမာဓိဟိသန္နဝိရိယေနတန်ယုတတတ္တာတရားဆိုတဲ့ယုံကြည်မှုတတိဆိုတဲ့အမှတ်ရမှုသမာဓိဆိုတဲ့တည်ငြိမ်မှုသန္နဆိုတဲ့ဒီတရားတို့တရားမြတ်ကိုတကယ်ရလို့တဲ့သန္တာဝိရိယဆိုတဲ့ကြိုးစားအထောက်မှုဘယ်နှလုံးတော့ငါလုံးနော်တတ္တာတတိသမာဓိဟိသန္နဝိရိယေနတန်ယုတအဲ့ဒီတရား၅လုံးနဲ့ရှင်းနေတဲ့ပညာတရားသည်ဝိဇ္ဇာတရားသည်အဝိဇ္ဇာတိဟူသောဥကောင်းကိုဖောက်ခွဲမဲ့ဖြစ်စည်းမဲ့အရာပဲတဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ဒုက္ခဆက်ကိုရက်ချင်တယ်ဆိုရင်အဝိဇ္ဇာဥကောင်းကိုဖျက်ချနိုင်ဖို့လိုမယ်ပေါ့အဝိဇ္ဇာဥကောင်းကိုဖျက်ချခြင်းတယ်ဆိုရင်လည်းပဲတရားရဲ့တတိရဲ့တမာတိရဲ့သန္နာရဲ့ဝရိယရဲ့ဒီတရား၅လုံးခြံရံပြီးတော့ထားတဲ့ဝိဇ္ဇာဆိုတဲ့ဉာဏ်ပညာဖြစ်အောင်ကြိုးစားရမယ်ပညာကအလကားမဖြစ်ဘူးအဲ့ဒီ၅လုံးခြံရံမှပညာဆိုတာဖြစ်တာနောက်တရားရှိရမယ်တတိရှိရမယ်တမာတိရှိရမယ်သန္နာရှိရမယ်ဝရိယရှိရမယ်ဒါဆိုရင်ပညာဆိုတဲ့မှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာဖြစ်လာမယ်ပေါ့အဲ့ဒီဉာဏ်ပညာဖြစ်ပြီဆိုရင်အဝိဇ္ဇာဥကောင်းကိုဖြတ်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ရဲ့လားအဲ့လိုမျိုးမြတ်စွာဘုရားကဖြေလိုက်တော့တပည့်ကြီးတွေကအလွန်မှအားရကျေနပ်ကြတယ်ပေါ့တရားတွေလည်းများစွာဖြစ်ကြတယ်အဲ့ဒီမှာသူတို့ကိုယ်တိုင်ရဲ့ပြဿနာတွေကိုမေးတာအဲ့ဒီပြဿနာတွေကိုဖြေရင်းနဲ့အဲ့ဒီပြဿနာတွေရဲ့အဖြေကိုလည်းရရောအဲ့ဒီနော်တပည့်ကြီးတွေဟာအကုန်လုံးယဟန္တာဖြစ်ကြတာမဖြစ်တာဆိုလို့ဘယ်သူပဲမဖြစ်တော့ဆိုတော့တူဖြစ်တဲ့ပိဋိယပဲမဖြစ်ဘူးဘာလို့မဖြစ်တော့ဆိုတော့ဒီလောက်ထူးခဲ့တဲ့မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်တူကြီးကိုငါဦးကြီးမတွေ့ရရှာဘူးငါဦးလေးမတွေ့ရရှာအောင်နော်ဦးလေးကြီးစိတ်ကရောက်တယ်တန်ရုံးစင်လေးမပြတ်လို့သူ့မှာအဲ့ဒါလို့တရားတို့တရားမြတ်ကိုထူးခဲမရတာဒါပေမဲ့သူလည်းပဲယဟန္တာသာမဖြစ်တာအရိယာတော့သူဖြစ်တယ်နောက်ဆုံးတော့သူလည်းယဟန္တာဖြစ်ပါတယ်အဲ့ဒီမှာဦးဇင်းတို့အခုပြောနေတာကဘာလို့ဆိုတော့အဲ့ဒီတပည့်ကြီး16ယောက်ထဲမှာမောဃရာဇလူလင်ဆိုတာတယောက်အပါဝင်ဟုတ်လားအဲ့ဒီမောဃရာဇလူလင်ကနောက်တစ်ချိန်မှာမောဃရာဇယဟန်ရဲ့လို့ဖြစ်ပြီးတော့နောက်ခေါင်းပါတဲ့သင်္ကန်းကိုဆောင်တဲ့နေရာမှာဣတတေရတဲ့ပုဂ္ဂိုလ်တို့ပေါ့အဲ့ဒီမောဃရာဇလူလင်ကအဇိတလူလင်ကမေးပြီးပြဿနာမေးပြီးဖြေးပြီးဆိုတော့သူကဆက်ပြီးတော့မေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ
သူ့ရဲ့ဉာဏ်ပညာကမင်းကျက်သေးလို့မြတ်စွာဘုရားကမောဂရာဇမင်းအသာနေအောင်မမင်းနဲ့အောင်သူများမေးပါစေအောင်လို့သူ့ကိုတားရတယ်လို့ဆိုတယ်ဘာလို့သူကထပ်ပြီးတော့မေးတော့ဆိုတော့သူကနည်းနည်းမာနကြီးတယ်လို့ဆိုတယ်မြတ်စွာဘုရားဖြေလိုက်ရင်တော့ငါတစ်ချက်သေးနဲ့သိမှာပဲလို့သူကသူ့ကိုယ်သူအဲ့လိုထင်းနေတာအဲ့ဒီအထင်ရှိတာကိုလည်းပဲမြတ်စွာဘုရားကသိတယ်ဟုတ်လားအဲ့ဒါနဲ့ရှေ့အောင်မြောက်တပည့်ကြီးမေးပြီးတော့လည်းသူကထပ်ပြီးတော့မေးမလို့လုပ်ပြန်တယ်အဲ့ဒါမြတ်စွာဘုရားကနေအောင်မင်းနောက်မှမေးအောင်ခုမေးပါစီအောင်ဒီပြင်လူတွေဆိုတော့မေးရပြန်နောက်ဆုံးဦးဇင်းတို့14ယောက်မြောက်မေးပြီးတော့သူကငါကတော့ယဟန်ဖြစ်ရင်ငါရဲ့ဒီဆရာတို့တပည့်တွေထဲမှာဝါအငယ်ဆုံးတော့ငါအဖြစ်မခံနိုင်ဘူးအဲ့ဒါနဲ့သူကထပ်ပြီးတော့မေးတာအဲ့ဒီကြတော့သူညံရင့်ပြီဆိုပြီးတော့မြတ်စွာဘုရားသူ့ကိုမတားတော့ဘူးအဲ့ဒီမှာမောဂရာဇလူလင်ကမြတ်စွာဘုရားကိုမေးတာအဲ့ဒီအမေးကအသေးလွတ်ဖို့ဘယ်လိုကြိုးစားရမလဲဆိုတဲ့မေးခွန်းဖြစ်နေတယ်ဟုတ်လားအဲ့ဒါပိဋကပေါင်းသူတော်တို့ဦးဇင်းကသူတို့ရဲ့ဇာတ်ကြောင်းကြီးကိုဒီလောက်ရှိရှိဝေဝေကြီးပြောဖို့မရည်ရွယ်ပါဘူးဒါပေမဲ့စိတ်ဝင်စားတဲ့အမူအရာတွေတွေ့နေရတာလည်းတကြောင်ကင်ပြောမဲ့ပြောတော့စုံအောင်ပဲပြောလိုက်တော့မယ်ဆိုပြီးတော့ဒါပြောပြသွားတယ်ပေါ့အဓိကဥတည်ချက်ပြောချင်တာကအသေးလွတ်အောင်ဘယ်လိုကြိုးစားအထောက်ရမလဲဆိုတဲ့မေခွန်းရဲ့အဖြေရသော်ဘုရားဖြေတဲ့အဖြေအဲ့ဒီအဖြေကိုဦးဇင်းတို့ဦးစားပေးပြီးတော့ပြောချင်တာပါဟုတ်လားအဲ့ဒီမှာမောဂရာဇကဘယ်လိုမေးတုံဆိုတော့ဧဝံအဘိက္ခန္တတတ္တဝေအလွန်တရာမှကောင်းသောမြင်ခြင်းရှိတဲ့မြတ်စွာဘုရားစီကိုတဲ့ဘုရားတပည့်တော်တို့ဟာအဋ္ဌိပညေနအာဂမအမေပု္ပ္ပာတို့ဖြင့်အလိုရှိတဲ့အတွက်ကြောင့်ဘုရားတပည့်တော်တို့ရောက်လာခဲ့ပါလေတဲ့မေးတရားတွေရှိလို့ရောက်လာတဲ့ပေါ့ဟုတ်လားကထံလောကအဝခန္တမစ္ဆုရာဇာနပတ္တိကထံလောကအဝခန္တမစ္ဆုရာဇာနပတ္တိလောကကိုကထံအဘယ်ကဲ့သို့အဝခန္တရှုမြင်သောပုဂ္ဂိုလ်အားမစ္ဆုရာဇာသေမင်းသည်နပတ္တိမမြင်မဲရှိမလဲတဲ့လောကကိုဘယ်လိုရှုမြင်မယ်ဆိုရင်သေမင်းမမြင်မဲနေမလဲတဲ့သေမင်းမမြင်ဖို့အတွက်တနည်းအားဖြင့်အသေးလွတ်ဖို့အတွက်လောကကြီးကိုဘယ်လိုကြည့်ရမလဲဘယ်လိုရှုမြင်ရမလဲလောကရဲ့ပုံမှာလူတွေကတော့အမျိုးမျိုးမြင်ကြတာပေါ့နော်တချို့ကလည်းလောကကြီးကမတရားဘူးလို့မြင်ကြတာလည်းရှိတယ်ပေါ့ဟုတ်လားလောကကြီးကိုဘယ်လိုမြင်မတရားဘူးဟုလို့မြင်တယ်ဒါဘယ်လိုမြင်လဲတော့မသိဘူးပေါ့အဲ့ဒီစကားတော့ခဏတိုင်းကြားနေရတာနော်လောကကြီးကမတရားဘူးဆိုတယ်ဟုတ်လားနော်တော့လောကကြီးကိုဘယ်လိုမြင်ရင်သိခြင်းတရားကလွတ်မလဲဒီအမေးဟာစိတ်ဝင်စားတဲ့အကောင်းတယ်ပေါ့အဲ့ဒီနေ့မှာဦးဇင်းတို့လောကဆိုတာကအဓိကကတော့တတ္တဝါတွေကိုပိဋကပေါင်းသူတော်ကောင်းတို့ကြီးညွှန်းတယ်လို့နားလည်ရမှာပေါ့တတ္တလောကသင်္ခါရလောကဩဃတလောကလို့၃မျိုးရှိတာကိုဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒီသင်္ခါရတရားတွေအဓိကရှိတာကတော့သင်္ခါရလောကပဲရှိတာပါဟုတ်လားရုပ်အစုနာမ်အစုပေါင်းစုနေတာကိုတော့ဒါတတ္တလောကလို့ခေါ်တာပေါ့ရုပ်တည်ကြီးတက်တက်ပေါင်းစုနေတာကိုကြတော့ဒါဩဃတလောကလို့ခေါ်တာဟုတ်တယ်မဟုတ်လားတကယ်ရှိတာကဘာပဲရှိတော့သင်္ခါရလောကပဲရှိတာတတ္တလောကဆိုတာလည်းပြဉ္ညာပဲဩဃတလောကဆိုတာလည်းပြဉ္ညာပဲတကယ်ရှိတာကရုပ်တတ်တွေရှိတယ်နာမ်တတ်တွေရှိတယ်ဟုတ်လားရုပ်တတ်နာမ်တတ်ရဲ့အစုကိုကြတော့တတ္တလောကလို့ခေါ်ရတယ်နော်ရုပ်တတ်တွေကြီးတက်တက်စုထားတာတွေကြတော့ဩဃတလောကဖြစ်သွားတယ်ပေါ့ဟုတ်လားတတ္တဝါတွေရဲ့တရားတွေဘာတွေဖြစ်သွားတယ်ပေါ့အဲ့တော့လောကကိုဘယ်လိုကြည့်မြင်မှသိခြင်းတရားကလွတ်မလဲဆိုတဲ့အမေးအဲ့ဒီအမေးကိုမြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုတော့သုံညတောလောကောအဝကတုမောဂရာဇတရာတတောအတ္တနုဒိဋ္ဌိဥဟိဇဧဝံမစ္ဆုတရောတိယဧဝံလောကအဝခန္ဓာမစ္ဆုရာဇနပတ္တိတဲ့ဂါထာတဂါထာခွဲနဲ့မြတ်စွာဘုရားဖြေတယ်အဲ့ဒီမှာအသေးလွတ်ဖို့အတွက်သေမင်းကကိုယ့်ကိုမမြင်ဖို့အတွက်ကြိုးစားအထောက်ရမယ့်အပိုင်းကိုအဲ့ဒီမှာ၃ပိုင်းမြတ်စွာဘုရားဟောထားတယ်ဦးဇင်းတို့လိုရင်းလေးကိုပဲနောက်ထိထိရောက်ရောက်ဖြစ်အောင်ပြောကြည့်ရအောင်ဟုတ်လားအသေးလွတ်ဖို့အတွက်ဘာလုပ်ရမလို့ဆိုတော့အပိုင်းဘယ်နှပိုင်းလဲ၃ပိုင်းသုံညတောလောကောအဝကတုမောဂရာဇတရာတတောတဲ့မောဂရာဇတဲ့အသေးလွတ်ချင်တယ်ဆိုရင်နံပါတ်1တဒါတတောတဲ့အမြဲတမ်းတတိရှိရမယ်တဲ့တဒါတတောတဲ့တဒါဆိုတာကဒီနေရာမှာယုံကြည်မှုကိုပြောတာမဟုတ်ယုံကြည်မှုကတတ္တာနော်ဓာတွေနဲ့ဓာအုပ်ချိတ်နှလုံးဆင့်ပြီးတော့ရေးတဲ့တတ္တာခုဟာကတာရဲ့ဓာတွေရေးချရေးတဲ့တတ္တာနော်တဒါဆိုတာအမြဲတမ်းဘာရှိရမှာဆိုတတိရှိရမယ်တဲ့တတိကဘယ်မှာရှိရမှာတုံးဆိုတော့မိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာတတိရှိရမယ်တတိဆိုတာအောက်မေ့တာအမှတ်ရခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားကိုအောက်မေ့ပြီးတော့နေရမယ်အမှတ်ရပြီးတော့နေရမယ်သိပြီးတော့နေရမယ်
တရားတတော်တဲ့အမြဲတမ်းသတိရှိရမယ်ဒါပထမအင်္ဂါရပ်လို့ဆိုကြပါစို့ဟုတ်လားပြီးရင်ဦးဇင်းတို့ဘာရှိရအောင်မလဲဆိုတော့အတ္တလူဒိဋ္ဌိဥဟိဇဟောအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်နော်အတ္တဒိဋ္ဌိဆိုတာတက္ကာယဒိဋ္ဌိကိုပြောတာထင်ရှားရှိတဲ့ယုံနာတက္ကာယတရားတွေရဲ့ပုံမှာငါလို့သူလို့ပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့မှားယွင်းတဲ့အထင်အမြင်တွေကိုအဲ့ဒါအတ္တဒိဋ္ဌိလို့ပြောတာပုထုဇဉ်တွေမှာအဲ့ဒီဒိဋ္ဌိမရှိဘူးလားရှိရနော်ငါလို့ထင်တယ်သူလို့ထင်တယ်ပုဂ္ဂိုလ်တ attva လို့ထင်တယ်နော်ယုံနာတွေကိုငါလို့သူလို့ထင်နေတဲ့အလွန်မှားယွင်းတဲ့အလွန်ကိုပဲဆွဆွလန်းလန်းနော်မှတ်ထင်နေတဲ့ဒီအထင်ကြီးဟာတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအများကြီးလွှမ်းမိုးမထားဘူးလားလွှမ်းမိုးထားနော်အဲ့ဒီအတ္တဒိဋ္ဌိကိုဘာလို့မဆိုဥဟိဇပယ်နှုတ်ရမယ်ပယ်နှုတ်ရမယ်ဆိုတဲ့စကားလေးကလည်းအလွန်မှလေးနဲ့တယ်လို့ဆိုရမယ်နော်ပယ်ရမယ်ဆိုတာတဲ့နှုတ်ရမယ်ဆိုတာကပို့ပြီးတော့လေးနဲ့နေတဲ့သဘောရှိတယ်နော်ဆိုကြပါစို့တစုံတစ်ခုကိုဖယ်လိုက်ဆိုရင်တော့အပေါ်ယံလေးတင်နေတာအသာဖယ်လိုက်လို့ရတယ်ဆိုတဲ့သဘောခုကနှုတ်ရမယ်ဆိုတော့သူကအမြင့်စွဲနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်နေတယ်နှုတ်ရမယ်ဆိုတော့နော်နည်းနည်းဆိုင်ဆိုင်ရှူးဝင်နေတယ်ဒီတက္ကရာဒိဋ္ဌိကြီးကလွယ်လွယ်နဲ့သူ့ကိုဖယ်လို့မရနော်တတလေးဖယ်ပြစ်လိုက်လို့သူကပျောက်သွားမယ့်အရာမဟုတ်ဘူးဘာလို့ရမလဲနှုတ်ရမယ်ဆိုတဲ့စကားဒီအများကြီးစူးစမ်းအထောက်ရလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုမတက်ရဘူးလားအတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်ဟုတ်လားဘယ်နှချက်ရှိသွားတော့၃ချက်နော်အမြဲ၂ချက်ရှိသေးတယ်နော်အမြဲတမ်းတတိရှိရမယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်နောက်တတိယအချက်ကျတော့ဘာပြောတုံဆိုတော့သုံးညတောလောကောအဝခတုနော်လောကကြီးကိုသုံးညလို့မြင်အောင်ကြည့်ရမယ်ရှုရမယ်တဲ့နော်သုံးညဆိုတာတန်ဖိုးမဲ့တဲ့သဘောပေါ့နော်သုံးညဆိုတော့ဘာတန်ဖိုးမှမရှိဘူးဆိုတဲ့အတိတ်ပဲတဲ့ပြောရင်မိမိခန္ဓာမိမိဘဝဒီဖြစ်နေတဲ့သဘာဝတရားတွေဟာဘာတန်ဖိုးမှမရှိတဲ့အရာတွေလို့မှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားရမယ်တော့ဒီနေရာမှာသုံးညဆိုတာတန်ဖိုးမဲ့တယ်လို့ဒါပြောခဲ့ပဲအဲ့တော့ဘလို့တန်ဖိုးတွေမဲ့နေတာတော့ဒီခန္ဓာကိုယ်မှာဘလို့တန်ဖိုးတွေစိတ်သုံးနေတာတော့မြဲတယ်တည်တယ်ခိုင်တယ်ဆိုတဲ့နိစ္စတန်ဖိုးဒီခန္ဓာမှာမရှိဘူးဟုတ်လားတည်မြဲတယ်ခိုင်ခံ့တယ်ဆိုတဲ့နိစ္စတန်ဖိုးဒီခန္ဓာမှာမရှိဘူးကောင်းတယ်ချမ်းသာတယ်ဆိုတဲ့ဒုက္ခတန်ဖိုးဒီခန္ဓာမှာမရှိဘူးစိတ်သုံးနေတယ်ဟုတ်လားပြီးတော့အစိုးရတဲ့ပိုင်တယ်နိုင်တယ်ဆိုတဲ့အတ္တတန်ဖိုးဒီခန္ဓာမှာမရှိဘူးတော့တရားဓမ္မတို့ဦးဇင်းရဲ့ခန္ဓာမှာအကျဉ်းများဖြင့်နေဆာဒုက္ခအတ္တဆိုတဲ့ဒီလိုတန်ဖိုးတွေစိတ်သုံးနေတယ်တဲ့ခိုင်မြဲတယ်ဆိုတဲ့နေဆာချမ်းသာတယ်ဆိုတဲ့ဒုက္ခအစိုးရတယ်ဆိုတဲ့အတ္တနေဆာဒုက္ခအတ္တဒီတန်ဖိုး၃ချက်ဘာဖြစ်နေတော့စိတ်သုံးနေတယ်မရှိဘူးမပါဘူးဒါကြောင့်မလို့ဒီခန္ဓာကိုယ်ဟာဘယ်လိုသဘောဖြစ်တုံဆိုတော့အနေဆာဒုက္ခအနတ္တသာဖြစ်တယ်နော်နေဆာတန်ဖိုးတွေစိတ်သုံးနေလို့အနေဆာဖြစ်တယ်ဒုက္ခတန်ဖိုးတွေစိတ်သုံးနေလို့ဒုက္ခဖြစ်တယ်အတ္တတန်ဖိုးတွေစိတ်သုံးနေလို့အနတ္တဖြစ်တယ်အဲ့တော့အနိစ္စဒုက္ခအနတ္တကိုမြင်ရင်းသိပဲနေရင်သုံးညကိုမြင်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်တန်ဖိုးမဲ့တဲ့အရာကိုတန်ဖိုးမဲ့တဲ့အရာဖြစ်မှန်းသိအောင်ကြိုးစားရမယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားဒါကိုပဲဦးဇင်းတို့ပိဿပေါင်းတော်တို့သုံးညတောလောကောအဝခတုဒီခန္ဓာလောကကြီးကိုနေဆာဒုက္ခအတ္တတန်ဖိုးတွေစိတ်သုံးနေတဲ့သုံးညသဘောမျှတာဖြစ်တယ်လို့မြင်အောင်ကြည့်ရမယ်အဝခတုဆိုတာမြင်အောင်ကြည့်ရမယ်မြင်ပြီဆိုရင်လည်းထပ်ထပ်ပြီးတော့မြင်နေအောင်ကြိုးစားရမယ်ရောဘယ်နှချက်တုံးများအလုံး၃ချက်တရားတတော်အမြဲတမ်းတတိရှိရမယ်အတ္တနုဒိဋ္ဌိဥဝိဇ္ဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်သုံးညတောလောကောအဝခတုခန္ဓာဒီဟုသောလောကကိုသုံးညလို့မြင်အောင်ရှုရမယ်အဲ့ဒါဆိုလို့ရှိရင်ဧဝံမေရှုတရောတိယအဲ့ဒီပုဂ္ဂိုလ်ဟာသိခြင်းတရားကလွတ်မြောက်မယ်တဲ့ဧဝံလောကအဝခန္ဓမေရှုရာသနပတ္တိခန္ဓာဒီဟုသောလောကကိုအဲ့ဒါလို့ရှုမြင်မယ်ဆိုလို့ရှိရင်သေမင်းကကိုယ့်ကိုမမြင်နိုင်ဘူးလို့မြတ်စွာဘုရားကအဲ့ဒါမောဂဒါစရဲ့အမေကိုအဲ့လိုဖြေတယ်ဟောအဲ့တော့ပိဿပေါင်းသူတော်တို့ဒီသုတ်တန်ဒီတရားဒေသနာကိုဦးဇင်းတို့ပိဿပေါင်းသူတော်တို့စီစစ်ကြည့်မယ်ဆိုရင်အသေးလွတ်ဖို့အတွက်ရှိတဲ့ရှိတတ်တဲ့အကြီးအသေးလုပ်ရမယ့်အလုပ်ကဘယ်နှချက်တော့၃ချက်ပေါ့အမြဲတမ်းတတိရှိရမယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်လောကကြီးကိုတုံညလို့မြင်အောင်ကြည့်ရမယ်အဲ့ဒီအချက်၃ချက်ကိုပါဝင်သွားအောင်အကျုံးဝင်သွားအောင်ကျင့်သုံးရမယ့်နည်းကတော့တတိပဋ္ဌာန်ဘာဝနာနည်းပဲဟုတ်လား
သတိပဋ္ဌာန်ဘာဝနာနည်းကိုကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်အမြဲတမ်းသတိရှိရမယ်ဆိုတဲ့အချက်တည်းလည်းအကျုံးဝင်သွားတယ်ပေါ့သတိကလေးထားပြီးတော့နေတဲ့အလေးချင်းများလာတဲ့အမျှဒီခန္ဓာမှာတဘာဝတရားတွေပဲဖြစ်ပေါ်ပြီးတော့နော်တဘာဝတရားတွေပဲပြည့်စည်သွားနေတာပုဂ္ဂိုလ်တ attva ငါမပါဘူးဆိုတဲ့အမြင်ကိုလည်းပဲသူရပြီးတော့အတ္တဒိဋ္ဌိကိုတဖြည်းဖြည်းနဲ့ပယ်ပြီးသားနှုတ်ပြီးသားအနေအထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်ဟုတ်လားအဲ့ဒါလိုတတိထားပါများလာပြီဖြစ်ပေါ်တိုင်းသောယုံနာတဘာဝကိုနော်အရှိအတိုင်းအမှန်တိုင်းတိတိနေတဲ့အလေးချင်းကိုပြုစုပြောထောင်တဲ့အလေးအလာများလာတဲ့အမျှတော့ခန္ဓာရဲ့နေစာတန်ဖိုးမရှိပုံဒုက္ခတန်ဖိုးမရှိပုံအတ္တတန်ဖိုးမရှိပုံကိုလည်းပဲသူမသိနိုင်လေဘူးလားသိနိုင်တယ်ပေါ့ဟုတ်လားအဲ့ဒါပိဋကပေါင်းတော်အောင်တို့ဒီအချက်၃ချက်ကိုအကျုံးဝင်သွားအောင်တကယ်တမ်းလက်တွေ့ကြိုးစားအထောက်ကြရမယ့်အလုပ်ကတော့သတိပဋ္ဌာန်ဘာဝနာအလုပ်ပေါ့ဒီခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့တလဇတ်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းတိနေအောင်ကြိုးစားအထောက်ရမယ်ပေါ့နော်ဒီအချက်လေးကတော့နော်တရားပွဲတိုင်းလိုထည့်ပြီးတော့ဦးဇင်းတို့ပြောတဲ့နယ်လို့ထင်ပါတယ်ဟုတ်လားနော်တကယ်ငြိမ်းချမ်းဖို့အတိညာဏ်ရဖို့နော်အကောင်းဆုံးအလုပ်ကိုဘာလဲလို့မေးလာမယ်ဆိုလို့ရှိရင်ဒီသတိပဋ္ဌာန်ဘာဝနာအလုပ်ကိုပွားများအထောက်တဲ့အလုပ်ဒီအကောင်းဆုံးအလုပ်လို့ဖြေကြရမှာဟုတ်လားဘာလို့အကောင်းဆုံးအလုပ်လို့ပြောရတာလဲဆိုတော့အကျိုးအရှိဆုံးအလုပ်ဖြစ်လို့ပေါ့ဟုတ်လားသူ့ထက်အကျိုးစီးပွားများတဲ့အလုပ်ဆိုတာလောကမှာမရှိဘူးဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်တို့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်ပေါ်နေတဲ့မြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းလို့ဆိုတဲ့ဒီယုတ်တနန္တသဘာဝတရားတွေကိုဖြစ်တိုင်းနော်အရှိအတိုင်းကလေးဖြစ်ဆက်ချက်တွေနှုတ်ပေချက်တွေမပါဘဲနဲ့အမှန်တိုင်းတိနေအောင်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်တတိယတဲ့အခါတိုင်းမှာဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုအောက်မေ့တဲ့အမှတ်ရတဲ့တတိကလေးထားရမယ်ပေါ့တနည်းအားဖြင့်ကိုယ်ခန္ဓာကိုယ်ပေါ်မှာတတိကပ်ပြီးတော့ထားတဲ့အလေးချင်းကိုပြုစုပြောထောင်ရမယ်ပေါ့ဟုတ်လားအဲ့ဒါလိုတတိပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားအထုတ်နေခြင်းဒီပဲလေတရားတော်အမြဲတမ်းတတိရှိအောင်ကြိုးစားနေရရောက်တယ်အတ္တနုဒိဋ္ဌိဥဝိဇ္ဇအတ္တဒိဋ္ဌိကိုပယ်နှုတ်နိုင်အောင်ကြိုးစားရရောက်တယ်သုံးညတော်လောကအဝကတုခန္ဓာတည်းဟူသောလောကကိုသုံးညတန်ဖိုးမဲ့တဲ့အနေနဲ့ရှုမြင်အောင်ကြိုးစားအထုတ်နေရကိုမရောက်ဘူးလားရောက်တယ်အဲ့လိုကြိုးစားနေရရောက်တဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဒီအသေးလွတ်အောင်ကြိုးစားရရောက်တယ်လို့ရောမဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်အသေးလွတ်အောင်ဘလို့ကြိုးစားရမှာလဲလို့မေးရင်တလုံးနဲ့အချင်းချုပ်ဖြေလိုက်ဖို့ရာကတတိပဋ္ဌာန်ဘာဝနာလုပ်ကိုအထုတ်ဖို့ပါဆိုတဲ့အဖြေပေါ့နော်ဒါကြောင့်ပိဋကပေါင်းတော်အောင်တို့ဒီကနေ့ညနော်အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုပြီးတော့ကောင်းစဉ်ပေးပြီးတော့ဦးဇင်းတို့ပိဋကပေါင်းတော်အောင်တို့တရားတစ်ပုဒ်နာခဲ့ကြတယ်ပေါ့နော်အဲ့တော့အသေးကောင်းဖို့ဆိုတာကြတော့ဦးဇင်းတို့သုတ်တန်နှစ်ပုဒ်အဓိကအခြေခံအနေထားပြီးတော့ပြောလိုက်တယ်နော်အနာတပိတတိကြီးကိုမြတ်စွာဘုရားဟောခဲ့တယ်စိတ်ကိုစောင့်ရှောက်မှကံသုံးပါးကိုစောင့်ရှောက်ရရောက်တယ်ကံသုံးပါးစောင့်ရှောက်မှကံသုံးပါးလုံခြုံမယ်ကံသုံးပါးလုံခြုံမှကံသုံးပါးမပုတ်မဆွေးတန်တန်ရှင်းရှင်းစင်ကြယ်ကြယ်ဖြစ်မယ်ဒါမှအသေးကောင်းမယ်စိတ်ကိုမစောင့်ရှောက်ရင်တော့ကံသုံးပါးစောင့်ရှောက်ရမရောက်ဘူးဒါဆိုရင်တော့ကံသုံးပါးသည်ယာဂဒေါသမောဟကိလေသာကြီးတွေဆိုမယ်အဲ့ဒါလို့ဆိုရင်ကံသုံးပါးသည်ပုတ်ဆွေးမယ်မစင်မကြယ်မတတ်မရှင်းဖြစ်မယ်ဒါဆိုလို့ချင်းအဲ့ဒီပုဂ္ဂိုလ်ရဲ့တည်ခြင်းဒီကောင်းသောတည်ခြင်းမဖြစ်နိုင်ဘူးအိမ်တစ်လုံးကိုကောင်းကောင်းမိုးရင်ဒီအိမ်ကိုစောင့်ရှောက်ပြတာဖြစ်တယ်အိမ်တစ်လုံးကိုကောင်းကောင်းမိုးမထားဘူးဆိုရင်တော့ဒီအိမ်ကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးပျက်စီးသွားမယ်ပေါ့ဒါကဦးဇင်းတို့ပထမအရခိတသုတ်တံအသေးကောင်းဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်ပေါ့နော်နောက်ဦးဇင်းတို့အသေးကောင်းဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့ဒုတိယပြောလိုက်တဲ့သုတ်တံကဘာလို့ရှင်သာရိပုတ္တရာကိုရမကြီးဟောခဲ့တဲ့ဗရကသုတ်တံဟုတ်ရလားအမှုကိစ္စသစ်တွေမှာမွေ့လျော်နေမယ်စကားပြောမှုတွေမှာမွေ့လျော်နေမယ်အိပ်စက်မှုတွေမှာမွေ့လျော်နေမယ်အပေါင်းအသင်းတွေနဲ့မွေ့လျော်နေမယ်နှီးနှိုးခြင်းတွေနဲ့မွေ့လျော်နေမယ်ပပ္ပင်္စတရားတွေနဲ့မွေ့လျော်နေမယ်ဆိုရင်တော့အဲ့ဒီယဟန်ဟာအသေးမကောင်းနိုင်ဘူးတဲ့ဟုတ်လားဒါကြောင့်အမှုကိစ္စသစ်မှာမမွေ့လျော်ဖို့စကားပြောဟောခြင်းမှာမမွေ့မလျော်ဖို့အိပ်စက်ခြင်းမှာမမွေ့လျော်ဖို့ပြီးတော့ဘာလို့အပေါင်းအသင်းတွေနဲ့မမွေ့လျော်ဖို့နှီးနှောခြင်းတွေနဲ့မမွေ့လျော်ဖို့တဏမာနဒိဋ္ဌိဆိုတဲ့ပပ္ပင်္စတရားတွေနဲ့မမွေ့လျော်ဖို့စွမ်းအားရှိသမျှအားထုတ်ကြရမယ်ပေါ့အဲ့ဒါလိုအားထုတ်ခြင်းဒီပဲလေအသေးကောင်းအောင်ကြိုးစားရတယ်ပေါ့ဒါဦးဇင်းတို့အသေးကောင်းဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီသုတ်တန်တစ်ပုဒ်ကိုပြောခဲ့တယ်ပေါ့နော်နောက်အသေးလွတ်ဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့အခုစောစောကပြောခဲ့တော့မောဂရာဇလွတ်လင်ရဲ့အမေကိုမြတ်စွာဘုရားဖြေလိုက်တဲ့အဖြေဟုတ်ရလားတရားတော်အမြဲတမ်းတတိရှိရမယ်အတ္တနုဒိဋ္ဌိဝိဇ္ဇ
မိမိခန္ဓာမှာထင်ရှားရှိတဲ့ယုံနံကိုငါလို့သူလို့ထင်နေတဲ့ဒီအထင်မှားကိုပယ်နှုတ်နိုင်အောင်ကြိုးစားရမယ်သုံးညတော်လောကောအာဝသတုခန္ဓာဒီဟုသောလောကမှာနေစာဒုက္ခအတ္တဆိုတဲ့တန်ဖိုးတွေကင်းစိတ်နေတယ်နေစာဒုက္ခအနတ္တသာဖြစ်တယ်အဲဒါတန်ဖိုးနေတဲ့လောကဖြစ်တယ်ဆိုအမှန်တိုင်းဘာလို့ရမလို့သိရတယ်တဲ့အမြဲတမ်းသတိရှိရမယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်တန်ဖိုးမရှိတဲ့သဘာဝကိုသိရမယ်ဒါဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအသေးလွတ်အောင်ကြိုးစားနေတယ်လို့မဆိုနိုင်ဘူးလားအဲ့ဒီလိုအသေးလွတ်အောင်ကြိုးစားဖို့အတွက်ရှိတဲ့ဒီအရေးသွေး၃ချက်ကိုတပြိုင်တည်းပါဝင်သွားအောင်အတွက်သတိပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားအထောက်ကြရမယ်ပေါ့ဒါကြောင့်သတိပဋ္ဌာန်ကိုပွားများအထောက်ခြင်းသည်မိမိကိုယ်ကိုမိမိအသေးလွတ်အောင်ကြိုးစားအထောက်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်ကိုယ့်ရဲ့ဘဝမှာတေချာပေါက်တွေ့ကြုံရမယ်သိခြင်းတရားရင်ဆိုင်လာရတဲ့အခါမှာကောင်းကောင်းမွန်မွန်ရင်ဆိုင်နိုင်အောင်အသေးကောင်းဖို့အတွက်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်အသေးကောင်းအောင်ကြိုးစားရုံမျှနဲ့မပြည့်စုံသေးဘူးလို့နားလည်ပြီးတော့အသေးလွတ်အောင်လည်းပဲကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တွေသည်အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့တရားကိုနားပြီးတော့အသေးကောင်းဖို့အသေးလွတ်ဖို့ကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီတရားဒေသနာကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်တရားဟောကြားပေးပါတော့ကျေးဇူးရှင်ဆရာတော်နဲ့တကွာတရားနာယူပေးကြပါတော့တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းအပေါင်းတို့လည်းကျမ်းမာကြပါသည်ချမ်းသာကြပါသည်ဘေးရန်ခတ်သိမ်းကင်းဝေးကြပါသည်ဒုက္ခခတ်သိမ်းကင်းဝေးကြပါသည်နှလုံးစိတ်ဝမ်းအေးချမ်းကြပါသည်